တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီယနေ့သာသနာတော်နှစ်2562ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တဇောင်းမုံလပြည့်ကျော်9ရက်ခရစ်နှစ်2018ခုနှစ်12လပိုင်းတရက်နေ့ညကျေးဇူးတော်ရှင်အဂမပန္တိတမုဂုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးတိုင်းနထိုးကြီးမြို့နယ်နနွင်းတော်ဘိုးကြီးရွာအထက်တန်းကျောင်းခွဲအတွင်းရှိဓမ္မပူဇနိယနေရာဌာန၌နထိုးကြီးမြို့နယ်ဂောဇကံအတွင်းသတင်းသုံးစံပြောတော်မူကြကုန်သောမြတ်စွာဘုရားအမှုရှိသောအရိယာနွယ်ဝင်သံဃာတော်ထေအရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်နနွင်းတော်ဘိုးကြီးရွာရွာမိရွာဖလူကြီးမင်းများအားအမှုထား၍ဆင်ရင်ကျင်းပပြုလုပ်အပ်သောရှင်ပြုနာသအလူတော်မင်္ဂလာအောင်ပွဲအထိမ်းအမှတ်ဓမ္မပူဇနီယအခါကာလဓမ္မဒါနကုသိုလ်ရှင်များအဖြစ်အလူဒါယကာကြီးဦးညီမောင်အလူဒါယိကာမဒေါ်အုံးတင်အလူဒါယကာကြီးဦးကြီးပူအလူဒါယိကာမကြီးဒေါ်တင်မြိုင်သာအလူဒါယကာဦးဝင်းစိုးသမီးအလူဒါယိကာမဒေါ်သန္တာမိုးသမီးမကျော်သီရိမေမိသားစုနှင့်တကွကြွရောက်လာကြသောဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့မှစုပေါင်းလှူဒန်းပြုလုပ်အပ်သောဓမ္မပူဇနီယကာလအခါသမယ၌တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာလေးပါးမြတ်တရားတော်တို့ကိုဆရာမကူတယံဘုညံတော်မြတ်ဖြင့်ကိုတော်တိုင်အကျွင်းမဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝိနည်းအပေါင်းတို့အားသစ္စာရည်ဤအမြိုက်စီတော်တို့ကိုတိုက်ကြွတော်မူပေးထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစီတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2562ခုနှစ်တိုင်တိုင်အတွတ်ရှိတည်တံ့ခိုင်မြဲအောင်အစဉ်ဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောသံဃံသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကားဦးဇင်းအားဤသစ္စာလေးပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လဲနာကြားသိရှိနိုင်အောင်
ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပြီးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားခဲ့ကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်ကြီးနှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်အေကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအားဖြင့်၎င်းကျေးဇူးဆပ်သောအားဖြင့်၎င်းဦးဇင်း၏မျက်မှောက်သို့ယနေ့တရားနာကြွရောက်ဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆပ်သောအနေနဲ့ဟောကြားသွားမယ်ဓမ္မဒေသနာယဓမ္မပူဇနိယဓမ္မဒါနကောင်းကဲဦးဇင်းတို့တော်ကောင်းတို့တရားဟောတရားနာတရားအလူတော်မစခင်တရားပိုင်ရှင်ဖြစ်တော်မူသောသောအဖြစ်ဦးဇင်းကကင်္ဂဝါလူသဲစုမကပွင့်တော်မူသွားကြသောမြတ်စွာဘုရားရှင်တိုင်းဟောကြားဆုံးမတော်မူခဲ့တဲ့ဩဝါဒပါတိမောက်ဒေသနာတော်ဖြင့်ပူဇော်မေတို့တရားဓမ္မအားလုံးကလက်ဟုတ်ချီအာယုံပြုပြီးတော့ငါတို့သည်ဘုရားရှင်တိုင်းဆုံးမအပ်တဲ့အဆုံးအမဩဝါဒပါတိမောက်ဒေသနာတော်ကိုနားနဲ့ဆက်ဆက်ကြားနာပူဇော်ခွင့်ရပြီလို့ဒီလိုနှလုံးသွင်းပြီးတော့နာယူပူဇော်ကြရအောင်နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗပါပတ္တအကရဏံကုသလတ္တဥပသမ္ပဒာသစိတ်တပရိယောဓပနံဣဒံဗုဒ္ဓနာသာသနံခန္တီပရမံတပောတိဒိဋ္ဌာနိဗ္ဗာနံပရမံဝရန္တိဗုဒ္ဓံနာဟိပပ္ပစီတောပရုပဂာတိနာသမနောဟောတိပရံဝိဟေထယံတောအနုပတောပါတိမောက္ခိသသံဝရောမတ္တိညုတသဗတ္တသမိန်ပန္တင်သသယနာတနံအဓိစိတ်တိသအာယောဂောဣဒံဗုဒ္ဓနာသာသနံဩဝါဒပါတိမောက္ခိအခါတာရောယေသဗုဒ္ဓအတိတာသယေသဗုဒ္ဓအနာဂတပိစုဗန္နာသယေဗုဒ္ဓသဗ္ဗေဝန္ဒာမိတေအဟံသဗ္ဗပါပတ္တအလုံးစုံသောအကုသိုလ်ကိုယံအကရဏံအကျင့်မပြုကျင့်ခြင်းသည်၎င်းကုသလတ္တကုသိုလ်ကိုယာဥပသံပရာအကျင့်ပြည့်စုံစေခြင်းသည်၎င်းယံသစိတ်တပရိယောဓပနံအကျင့်မိမိစိတ်ကိုဖြူစင်စေခြင်းသည်၎င်းအဋ္ဌိရှိ၏ဣဒံဤအဆုံးအမပေါင်းတို့သည်ဗုဒ္ဓနာပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့၏သာသနာကြီးစွာသောအဆုံးအမတော်သည်တိဒိဋ္ဌာသီခံခြင်းဟုဆိုအပ်သောခန္တီသီခံခြင်းခန္တီသည်ပရမံမြတ်သောတပောအကျင့်သည်နိဗ္ဗာနံကိလေသာမှငြိမ်းအေးခြင်းနိဗ္ဗာန်ကိုပရမံမြတ်ဤဟူ၍ဗုဒ္ဓမြတ်စွာဘုရားရှင်တို့သည်ဝရန္တိဟောတော်မူကြကုန်၏ပရုပက
ယဟံမည်သည်ဝါမြတ်သောအကျင့်ကိုကျင့်သုံးသောသူသည်နဟိဟောတိစင်စစ်မဖြစ်ပရံသူတစ်ပါးကိုဝိဟေထယံတော့ကိုယ်စိတ်ပင်ပန်းအောင်ညင်ပန်းနှိမ့်ဆက်လေရှိသောသူသည်တမနောဗုဒ္ဓဤတပိသာသာဝကမည်သည်ဝါစိတ်နှလုံးငြိမ်းအေးချမ်းသာသူသည်နဟောတိမဖြစ်အနုပဝါဒောမဆွဆွဲမကဲ့ရဲ့ခြင်းသည်၎င်းအနုပဂါတောမငင်းစေမနှိမ့်ဆက်ခြင်းသည်၎င်းပါတိမောက်ခေအကြီးမှုဤသောသီလတို့၌တံဝရောစကောင်းစွာဆောင်စည်းခြင်းသည်၎င်းဗတ္တသမိန်စွမ်းဘောဇင်ဤမတ္တညုတာစအတိုင်းရှိကိုသိသည်ဤအဖြစ်သည်၎င်းဗန္တင်စသယနာတနံစိတ်ငြိမ်ရာဖြစ်သောနေရာကြောင်း၌နေခြင်းသည်၎င်းအတ္တိစိတ်တေစိတ်ကိုအစိုးရခြင်းဒီဟုသောအတ္တိစိတ်တသိက္ခာပဒ၌အာယောကောစလုံးလပြုခြင်းသည်၎င်းအဋ္ဌိရှိ၏ဣတံဤအဆုံးမပေါင်းတို့သည်ဗုဒ္ဓနံပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့၏သာသနာကြီးစွာသောအဆုံးအမတော်သည်ဩဝါဒပါတိမောက်ခေဤဩဝါဒပါတိမောက်ဒေသနာသုံးဂါထာဒေသနာတော်တို့ကိုအခါတာတော်သဗ္ဗညုတာရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူကြကုန်သောအတ္တိတာကင်္ဂဝါလူသဲစုမကပွင့်တော်မူပြီးဖြစ်တော်မူကြကုန်သောယေဗုဒ္ဓသအကျင့်မြတ်စွာဘုရားရှင်တို့သည်၎င်းအနာဂတနောင်ပွင့်တော်မူလက်တံဖြစ်တော်မူကြကုန်သောယေဗုဒ္ဓသအကျင့်အရှင်မေတ္တိယအစရှိကုန်သောမြတ်စွာဘုရားရှင်တို့သည်၎င်းပစ္စုပန်နာပွင့်တော်မူစေဖြစ်တော်မူကြကုန်သောယေဗုဒ္ဓသအကျင့်အရှင်ဂေါတမမြတ်စွာဘုရားရှင်တို့သည်၎င်းသန္တိထင်ရှားပုံသေးရှိတော်မူကြပါပေကုန်၏အဟံယုံနံနှဖျားငါခန္ဓာကိုသူငါမဲ့ခေါ်ဖရာတပိတော်သည်သဗ္ဗေခသိန်းဥဒ္တုံအလုံးစုံကုန်သောတေဗုဒ္ဓေဩဝါဒပါတိမောက်ဒေသနာသုံးဂါထာတရားတော်တို့ကိုသဗ္ဗညုတာရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားတော်မူကြကုန်သောပွင့်တော်မူပြီးပွင့်တော်မူလက်တံပွင့်တော်မူစေထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ကိုဝန္ဒာမိကာယဝစီမနောချီလျက်သုံးလီဒွါရပနာမဖြင့်နှိမ်ချယိုကျိုးလက်ဆုံးမိုး၍ရှိခိုးကြော့ပါ၏မြတ်စွာဘုရားကဲအလုံးတရားတော်နာလာကြတဲ့ဒုဒကဓမ္မတွေဒီနေ့အလူဒကအလူမကြီးတွေက
ရှင်ပြုနာသအလူတော်မင်္ဂလာကြီးကိုအကြောင်းပြုပြီးတော့အလူမင်္ဂလာအောင်ပွဲအဖြစ်ဒီနေရာဒီဌာနမှာဒီနေ့ညထူးထူးလေလေထပ်ဆင့်ပြီးတော့ဘာနဲ့အလူပေးတာဒုရဂဓမ္မတွေကဒီနေရာကိုဘာလုပ်ဖို့ရောက်လာတယ်တရားအလူခံကြမလို့ပေါ့ဟုတ်လားဟုတ်ပြီလှူတဲ့လူတွေကဘယ်တရားတွေလှူလို့ခင်ဗျားတို့ကဘာတရားတွေယူကြမှာလဲကဲပြောစမ်းပါဘာတရားအောင်မလေးသာရုဗျာနော်သစ္စာတရားဟုတ်လားဗါတဲ့သစ္စာဆိုတာဘာလဲအမှန်အလုံးပြောသစ္စာဆိုတာဘာလဲသစ္စာလို့သုံးနှုံးလိုက်ရင်မဖောက်မပြန်မှန်ကန်သောတနည်းအားဖြင့်ဘယ်မလိုက်ဖဲနဲ့ဘယ်သူတဦးတယောက်ရဲ့ပယောဂမှမပါပဲတဘာဝနိယာမအတိုင်းမှန်နေတာကိုသစ္စာလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒီတဘာဝအတိုင်းမှန်နေတဲ့သစ္စာတရားအဲ့ဒီတရားကိုတို့တွေကအလုဒကာတွေကလူမဲ့တို့ဒကာဓမ္မတွေကအလုခံမဲ့ဟုတ်ကလားကောင်းပြီအဲ့တော့ဥစဉ်ကလည်းဗာတရားပဲဟောရမလားကဲခင်ဗျားတို့ခိုင်းတာဟောအောင်မှာပေါ့လေအဲ့တော့သစ္စာတရားပြောပါဆိုရင်လောကမှာသစ္စာအရိယသစ္စာတရား၄ပါးဆိုတာရှိတယ်သစ္စာတရားဘယ်နှပါးရှိတယ်တပါးကသမုဒိယသစ္စာတပါးကပါတဲ့တပါးကဒုက္ခသစ္စာတပါးကနောက်တစ်ပါးကမေဃသစ္စာနောက်တစ်ခုကနောက်တစ်ခုကနိရောဓသစ္စာဘာသစ္စာလဲအလုံးသစ္စာဘယ်နှပါးဦးဇင်းကဒီလိုစီစဉ်ပြီးပြောရတာအကြောင်းရှိပါတယ်သမုဒယသစ္စာဆိုတာကသမုဒယဆိုတာအကြောင်းသစ္စာဆိုတာအမှန်သမုဒယသစ္စာဘာသာပြန်တော့အကြောင်းအမှန်တရားပါတယ်အဲ့ဒီအကြောင်းမှန်တရားမှာကသူကနိယာမအတိုင်းကြည့်ရင်သမုဒယအကြောင်းရှိရင်နောက်သူ့အကျိုးကဘာလာမလဲဒုက္ခလာမယ်ဘာလာမယ်ဒါလေးကတော့ဦးဇင်းတို့ဟောရင်ပြောရင်သိကြရမှာပေါ့နော်ဒုက္ခသစ္စာဆိုတာဒုက္ခဆိုတာဆင်းရဲတာသစ္စာကအမှန်တရားဆင်းရဲခြင်းအမှန်တရားဗါလဲအဲ့ဒီဆင်းရဲခြင်းဆင်းရဲတဲ့အကျိုးတရားကိုဘယ်သူကြောင့်ရတာလဲလို့မေးရင်သမုဒိယဆိုတဲ့အကြောင်းတရားကြောင့်ရတာအဲ့တော့သမုဒိယသစ္စာကိုမြန်မာလိုပြည့်ပြည့်စုံစုံပညာရှိကြီးများကဘာသာပြန်ပြီးခဲ့တော့ဘယ်လိုပြောလဲဆိုတော့သမုဒိယသစ္စာဆိုတာဆင်းရဲကြောင်းအမှန်တရားတဲ့ဗါတဲ့ဆင်းရဲကြောင်းအမှန်တရားဆိုတဲ့အကြောင်းတရားပြုခဲ့ရင်နောက်ကဒုက္ခသစ္စာဆိုတဲ့ဆင်းရဲကျိုးအမှန်တရားကိုရမယ်။မရမယ်။ဆင်းရဲကြောင်းလို့ဆင်းရဲကျိုးကိုရတယ်။အဲ့ဒီနောက်ကမေဃသစ္စာဗါလဲလေအဲ့တော့မေဃသစ္စာလို့ရင်တော့သူကဒီဘက်ကတွဲရက်ပေါ့ဗျာမေဃသစ္စာလို့ရင်နိရောဓသစ္စာကိုရမယ်အဲ့တော့နိရောဓသစ္စာဆိုတာဘာလဲလို့မေးတော့ဆင်းရဲချုပ်
ချုပ်ချင်းအကျိုးကိုရတာနိရောဓသစ္စာအဲ့တော့ဆင်းရဲချုပ်ငြိမ်းတာကိုဘာခေါ်လဲအဲ့ဒီဆင်းရဲညုတ်ချုပ်တာဘယ်သူကြောင့်ရမှာလဲမေဃသစ္စာကြောင့်ရမှာမို့လို့မေဃသစ္စာကိုဘာသာပြန်တော့ဆင်းရဲချုပ်ကြောင်းအမှန်တရားပြန်ပြောဆင်းရဲဖြစ်ကြောင်းအမှန်တရားကြောင့်ဆင်းရဲဖြစ်ကျိုးအမှန်တရားကိုရတယ်ဆင်းရဲချုပ်ကြောင်းအမှန်တရားလို့ရင်ဆင်းရဲချုပ်ရာနိဗ္ဗာန်ကိုရမယ်ဟုတ်ကလားအဲ့တော့ဆင်းရဲချုပ်ခြင်းရုပ်သိမ်းတာကိုနိရောဓသစ္စာလို့ခေါ်တယ်ဘာခေါ်လဲနိရောဓဆိုတာချုပ်ခြင်းငြိမ်းခြင်းပျောက်ခြင်းလွတ်ခြင်းနော်သူ့အဓိပ္ပာယ်တွေကအဲ့တော့ချုပ်သွားတယ်ဆိုတာဘာချုပ်တာဆင်းရဲချုပ်တာဘာချုပ်တာအဲ့တော့ဒုက္ခခတ်သိမ်းကင်းငြိမ်းသွားတာကိုဘာသစ္စာခေါ်နိရောဓသစ္စာအဲ့တော့သစ္စာဘယ်နှပါး၄ပါးမှာသူတော်ကောင်းတို့ဦးဇင်းတို့ကသစ္စာနဲ့လျော်စွာနားလည်ထားရမှာကဒီနေ့တရားလာနာတဲ့ဒုဒကဒကမဒီအားလုံးဆင်းရဲဒုက္ခအပေါင်းကလွတ်ပြီလားလို့မေးရင်ဘယ်လိုဖြေမလွတ်သေးဘူးဒါဖြင့်ဆင်းရဲချုပ်ခြင်းဆိုတဲ့နိရောဓသစ္စာကိုမြင်ပြီးကြပြီလားရပြီးကြပြီလားအလုံးနော်ကိုယ့်အကိုကြည့်ပြီးတော့ဖြေသူများကိုမကြည့်နဲ့ငါဆင်းရဲချုပ်တာကိုမြင်ပြီးပြီလားဟုတ်ပြီရပြီးပြီလားမရသေးရင်သူတော်ကောင်းတို့သည်ကိုသုံးသပ်ကြည့်လိုက်ဆင်းရဲချုပ်ကြောင်းအလုတ်ကိုကောလုတ်ပြီးပြီလားဟောဆင်းရဲချုပ်ကြောင်းအလုတ်ကိုမလုတ်ရသေးတဲ့အတွက်ဆင်းရဲချုပ်ကျိုးဖြစ်တဲ့နိရောဓသစ္စာကိုမရသေးဘူးလို့ဆုံးဖြတ်လို့မရဘူးလားဒါကဏ္ဍတစ်ခုနောက်ထပ်ဒီဘက်ကကဏ္ဍတစ်ခုကိုကြည့်ရအောင်အခုသူတော်ကောင်းတို့အားလုံးကိုယ်စီရထားတဲ့လက်ရှိခန္ဓာကြီးမရှိဘူးလားအခုငုတ်တုတ်ထိုင်ပြီးတရားနာနေတဲ့ခန္ဓာကြီးဟာအမှန်တရားကိုဖြောင်းပြောင်းမတ်ဝေဖန်ကြည့်ရင်ဒီခန္ဓာရထားတဲ့ပုဂ္ဂိုလ်များချမ်းသာနေလားဆင်းရဲနေလားဒါဖြင့်အခုခင်ဗျားတို့ဘာသစ္စာကြီးရထားတယ်ဒါဖြင့်သေချာနေတာတော့ဘာသစ္စာရထားတယ်ဒါဖြင့်ဒုက္ခသစ္စာသည်အလိုရထားတာလားမဟုတ်ဘူးဒုက္ခသစ္စာကိုဘုရားသခင်ကဖန်ဆင်းပေးတာလားဒါဖြင့်38မင်းသောနတ်တွေကြောင့်လားဒါဆိုရင်ဘိုးအောင်ဘိုးမင်းကောင်ဆိုတဲ့ထွက်ရပေါက်ဂိုင်းကြီးတွေလို့ပြောတဲ့ဘိုးတော်ကြီးတွေလှုပ်ပေးထားတာလားဒါဖြင့်ဘယ်သူကြောင့်ရတာလဲကြည့်ဆင်းရဲကြိုးကိုရတာဆင်းရဲကြောင်းလှုပ်ခဲ့လို့ပါတဲ့ဗါတဲ့အဲ့တော့ဆင်းရဲကြောင်းအမှန်တရားကြောင့်ဆင်းရဲကြိုးအမှန်ကိုရနေတာဒါဖြင့်အခုသူတော်ကောင်းတို့ဆင်းရဲတဲ့ဒုက္ခသစ္စာကြီးရထားပါတယ်ဆိုရင်ခမည်းတော်တသံတရားလုံးလှုပ်ခဲ့တာသည်ဘယ်သစ္စာလှုပ်ခဲ့တာသမုဒိယသစ္စာလှုပ်ခဲ့လို့ဒုက္ခသစ္စာရနေတာအဲ့တော့မြတ်စွာဘုရားကလည်းသူတော်ကောင်းတို့ဦးဇင်းတို့ကိုနားလည်နိုင်အောင်ပဋိစ္စသမုပ္ပါဆိုတဲ့ဒေသနာတော်ကြီးနဲ့ဟောထားတာရှိပါတယ်ဟိုးဦးဇင်းတို့အတိတ်ကဒီလိုဗုဒ္ဓမြတ်စွာသာသနာနဲ့မတွေ့ခင်ကဒီလိုသစ္စာ၄ပါးရှိမှန်းကိုသိခဲ့ကြလားဟုတ်ပြီသစ္စာ၄ပါးရှိမှန်းမသိသလိုကိုယ်ဘာသစ္စာနဲ့နေတယ်ဆိုတာကောကိုယ်ဘာသစ္စာတွေလုံနေတယ်ဆိုတာကောအဲ့ဒီလိုမသိတာကိုဘာခေါ်လဲမသိတာကအဝိဇ္ဇာပစ္စယအဝိဇ္ဇာအကြောင်းရှိလို့နောက်ကဘာလုပ်လို့သင်္ခါရဆိုတာနေ့စဉ်ပြုလုပ်နေတဲ့ကာယသင်္ခါရဝစီသင်္ခါရမနောသင်္ခါရကာယကံဝစီကံမနောကံမရှိဘူးလားအဲ့ဒီကံ၃ပါးကိုဘယ်သူဥစည်းပြီးလုပ်တာလဲ
အဲ့တော့အဝိဇ္ဇာဆိုတာကတို့နောက်ထပ်တစ်လုံးလေးတိုးပြောမယ်အဝိဇ္ဇာဆိုတာကိလေသာအဝိဇ္ဇာဆိုတာဘာလဲကိလေသာအုပ်ချုပ်ပြီးတော့သင်္ခါရဆိုတာကံလောက်တာနော်နေ့စဉ်လုံနေတဲ့ကံကိုကိလေသာကအုပ်ချုပ်ထားတယ်ဘယ်သူကအုပ်ချုပ်ထားလဲအဲ့ဒီကိလေသာအမောင်တရားအုပ်ချုပ်ထားတော့အဝိဇ္ဇာသင်္ခါရလှုပ်လိုက်တော့ကိလေသာအုပ်ချုပ်ပြီးလှုပ်လိုက်တဲ့ကံကြောင့်အခုရရှိလာတဲ့ခန္ဓာဘယ်နှပါး၅ပါးမှာသင်္ခါရပစ္စည်းဟာပါတယ်တော့ဝိညာဏဆိုပြီးပရိသေတွေဝိညာဉ်မနေရဘူးလားအမေဝမ်းကောင်းထဲမှာ6လလွယ်ပြီး10လဖွာဘိုက်ကလေးကျင်းချင်းကလေးတွေမှာငုတ်တုတ်ကလေး6လထိုင်နေရတာချမ်းသာသလားဆင်းရဲသလားအခုတော့တရားနာဖို့စောင့်နေရတာကြာလာပြီညောင်းလားမညောင်းဘူးလားအညောင်းတယ်အခုခဏလေးထိုင်ရတာတော့ညောင်းရင်6လထိုင်ရတာအမတန်မှချမ်းသာမလားဆင်းရဲမလားဒါဖြင့်အမေဝမ်းကောင်းတဲ့ပရိသေတွေနေရတာဘာသစ္စာဝိညာဏပစ္စည်းဟာနာမရူပဆိုပြီးအခုခင်ဗျားတို့ယုတ်တရားနံတရားတွေရမထားဘူးလားအခုခင်ဗျားတို့ငုတ်တုတ်ထိုင်နေတာဘာတရားယုတ်တရားအဲ့ဒီထိုင်ပြီးတော့တရားနာနေမှန်းသိတာကထိုင်နေတာကထိုင်မှန်းသိနေတာကအမလီသွားနေတာကယုတ်တရားသွားမှန်းသိနေတာကအခုခင်ဗျားတို့ယုတ်တရားနံတရားတွေမရှိဘူးလားဒါဖြင့်ကိုယ်ယုတ်ကိုယ်ရောဂယုမဆိုင်ရဘူးလားကိုယ်နံကိုယ်ရောအမြဲတမ်းပြုစုယူရပြီးမနေရဘူးလားနေရပြီမဲ့အဲ့ဒီယုတ်တဲ့နံတရားကိုယ်လိုကိုယ်ကြိုက်လိုက်သလားဘာသစ္စာကြီးတော့ဒီယုတ်နံကိုထိန်းကျောင်းနေရတာချမ်းသာသလားဆင်းရဲသလားဆင်းရဲတယ်လို့သိရင်ဘာသစ္စာအနံယုတ်ရတော့နာမရူပပစ္စည်းဟာသလယရဏဆိုတာဓဝရဘဏ္ဍပေါက်ခုနခင်ဗျားတို့ဆိုသွားတဲ့ထဲမှာမပါဘူးလားကဲဓဝရ6ပေါက်ဘာတွေလဲပြောကြည့်စမ်းဓဝရဘဏ္ဍပေါက်ရဓဝရ6ပေါက်ရတော့ဓဝရ6ပေါက်သည်ဓဝရဆိုတာအပေါက်နော်ဘာပေါက်လဲဆိုတော့အာယုံဝင်တဲ့တကားပေါက်ပါတယ်အဲ့တော့မျက်လုံးဓဝရမှာမျက်လုံးနဲ့ဆိုင်တဲ့အာယုံမဝင်ဘူးလားနားဓဝရမှာနားနဲ့ဆိုင်တဲ့အာယုံမရှိရဘူးလားရှိရတော့မျက်လုံးမှာဘာအာယုံဝင်လဲအဆင်းအာယုံနားမှာကအတန်အာယုံနှာခေါင်းမှာကလျှာမှာကအယတာအာယုံကိုယ်မှာကအတွေးအထိအာယုံစိတ်မှာကကြံစရာတွေးစရာအာယုံစောတော်ဆိုတဲ့ထဲမှာမပါဘူးလားအဲ့ဒါတွေကိုသလယရဏလို့ခေါ်တယ်နော်အဲ့တော့မျက်စိရှိတော့မျက်စိအတွက်အလုံးမလုံးရဘူးလားနားရှိတော့နားအတွက်နှာခေါင်းရှိတော့နေ့စဉ်ဒီအဒွါရ6ပေါက်တဲ့ခမရတို့ရှာရဖွေရအခွန်ဆက်ရမလုပ်ရဘူးလားချမ်းသာသလားဆင်းရဲလားဒီနေ့ဒီ6ပေါက်6កောင်အတွက်အားသလားဘာသစ္စာကြီးတော့အဲ့တော့သလယရဏပစ္စည်းဟာဗါတဲ့ဖတ်တာဆိုတာမျက်စိနဲ့အစင်းနဲ့တိုက်ဘာစိတ်ပေါ်မျက်စိနဲ့အစင်းနဲ့တိုက်ဘာစိတ်ပေါ်နားနဲ့အသံနဲ့တိုက်တော့နှာခေါင်းနဲ့အနံ့နဲ့တိုက်တော့အဲ့ဒီမြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ယာနာကောင်းစိတ်ဆိုတာတွေပေါ်တာကဖတ်တာဟုတ်ကလားအဲ့ဒီစိတ်ကလေးတွေပေါ်တော့စိတ်အလိုလိုက်ပြီးမနေရဘူးလားစိတ်ကြိုက်ဆောင်ပြီးမနေရဘူးလားဘာသစ္စာခေါင်းပြီအဲ့တော့ဖတ်တာဘာသစ္စာဖတ်တာပစ္စည်းဟာဝေဒနာဆိုတော့အဲ့ဒီမြင်မှုကြားမှုနားမှုစားမှုထိတွေ့မှုကြောင့်အာယုံခံစားမှုတွေရှိမရှိရှိတော့ချမ်းသာတဲ့ဝေဒနာရောမလာဘူးလားဆင်းရဲတဲ့ဝေဒနာရောမလာဘူးလားအဲ့တော့ဝေဒနာအတွက်နဲ့ခင်ဗျားတို့နေ့စဉ်အလုံးမရှုပ်ဘူးလားဘာသစ္စာကြီးပဲလို့ကောင်းပြီအဲ့တော့အတိတ်ကအဝိဇ္ဇာသင်္ခါရဆိုတဲ့ကိလေသာဥစည်းတဲ့ကံလုပ်ခဲ့တော့ဒီမှာခန္ဓာ၅ပါးဆိုတဲ့ဝတ်ကောင်ကြီးကိုရဘာကောင်ကြီးကိုရအခုခင်ဗျားတို့ရထားတာဘာကောင်ကြီးတော့ဟုတ်လားမဟုတ်ဘူးလားခုခင်ဗျားတို့ဒီကိုယ်ခန္ဓာကိုယ်ပိုင်ပစ္စည်းဖြစ်ရထားတာလားဝတ်ကောင်ကြီးအတွက်အခွန်ဆက်နေရတာအောင်မလေးတော်လိုက်တာဗျာနော်ဒီခန္ဓာရထားတော့ तू က
သူကမြန်ခမည်းတော်ကိုပြုစုတာသူ့ကိုခမည်းတော်ကပြုစုနေရတာအေးအဲ့တော့နေ့တိုင်းထမင်းချက်မကျွေးရဘူးလားဘိုးအစားရောဘောပေးရတယ်ရေမိုးရောချိုးပေးရတယ်ညောင်းရင်ညာရင်အောင်မလေးပြုစုရတာဘာကောင်းကြီးတုံးဗျကိုဝတ်ခံနေရမှမသိဘူးသဘောပါသလားထမင်းစားတော့ကိုစားလိုက်ရတာလားသူ့ကျွေးလိုက်ရတာခင်ဗျားတို့ကကိုစားလိုက်ရတယ်ထင်နေတာဂျင်းနတ်သလားဘာဖြစ်လို့ဆိုသူ့ကျွေးလိုက်ရတယ်သိကြတော့ပေါ့ဒီလောက်ခက်ရှာဖွေစားတော့ပြီးတော့မှစားလဲပြီးရောဘာလို့ရတော့ပြန်စွန့်ရတာပဲမလားသိမ့်ထားလို့ရသလားကိုစားဆိုတစ်ခါစားပြီးတော့ပေါ့နောက်တစ်ခါရှာစရာမလိုတော့အခုစားပြီးဘာလို့ရစွန့်ရတယ်အဲ့တော့စွန့်တဲ့ခါကျတော့မှုေးကြိုင်လဲနန်းစောလူမြင်ကွယ်တင်းတဲထိုင်စွန့်သလားပုံကွယ်စွန့်ရဘာကောင်ကြီးမို့လို့ဂျင်းနတ်သလားဝတ်ကောင်ကြီးသာပြောနေတာပါခင်ဗျားတို့ဒီကောင်ကြီးခင်လားမခင်ဘူးလားဆိုတော့ဟောကဲကြည့်ပါဦးလုံးပုံကိုခင်တာကခင်တာမှရိုးလားဆွလန်းလားကဲဒီတိုင်းမှာကဲသေခြင်းတဲ့လူပါလားအိုခြင်းတဲ့လူရောနာခြင်းတဲ့လူရောတော့ဒီခန္ဓာလေးနဲ့ပျော်ပြီးမနေဘူးလားနေတော့တဏှာပစ္စယဥပါဒနာပစ္စယကာမဘဝဆိုတော့ဒီခန္ဓာလေးနဲ့ကာယကံဝစီကံဘောနဲ့မနောကံလေးနဲ့လဲလိုက်ပတ်လိုက်တောက်လိုက်စားလိုက်ပျော်လိုက်ပါလိုက်သွားလိုက်လာလိုက်လှုပ်ပြီးမနေဘူးလားနေလိုက်တော့ခမရတို့သစ္စာသိတဲ့ဉာဏ်နဲ့နေတာလားမသိပျော်နေတာလားမသိပါပြောတော့ကိုခင်တဲ့တဏှာရောမရှိဘူးလားစွဲလန်းတဲ့ဥပါဒံရောသူကကိလေသာနော်ကိလေသာဦးစီးတဲ့ဘာတွေလုပ်ကံနေလုပ်တယ်ကာမဘဝဆိုတာကာယကံဝစီကံမနောကံဒါဖြင့်အတိတ်ကလည်းတို့ဘာလုပ်ခဲ့တာလဲဘာကံနေတော့ကိလေသာဦးစီးတဲ့ကံပြန်ပြောဒါကကိလေသာဒါကသူဦးစီးတဲ့ကံအခုခင်ဗျားတို့လှုပ်လာခဲ့တယ်ဆိုတာကိလေသာဦးစီးတဲ့ကံကိလေသာဦးစီးတဲ့ကံသာလို့ရင် तू ကသမုဒိယသစ္စာဖြစ်တယ်။ဘာဖြစ်တယ်။သမုဒိယသစ္စာဖြစ်ရင်ဘာရမလို့။ဘာရမလို့။သမုဒိယသာလို့ရင်ဒါဖြင့်နေတိုင်းခုခင်ဗျားတို့ကျုပ်တို့တွေဟာဒုက္ခငြိမ်းချောင်းလုပ်နေတာလားဒုက္ခရောက်ချောင်းလုပ်နေကြတာလား။ဘယ်သူခိုင်းတာလုပ်နေကိလေသာခိုင်းတာလုပ်ဘာလုပ်တာအဲ့တော့အတိတ်ကကိလေသာနဲ့ကံနဲ့လုပ်ခဲ့တော့ဒီမှာဝိပါကဝတ်ကောင်ကြီးမရဘူးလားအဲ့တော့အခုဒီဘဝမှာလည်းကိလေသာနဲ့ကံနဲ့သာထားလို့ရင်နောက်ထပ်ဝိပါကဝတ်ကောင်ကြီးရမရကာမဘဝပစ္စယဇာတိဆိုရင်ခန္ဓာဘယ်နှပါတော့ငါးပါးဝိညာဉ်ဒါပဲပြန်မရဘူးလားရရင်ဇာတိနောက်ကပါလာမလို့ဇရမနာမရဏဆိုတော့အိုသေးလွတ်သလားအဲ့တော့အိုမဲ့သေမဲ့ခန္ဓာကိုယ်ကြီးနဲ့အတူနေရတာချမ်းသာသလားဆင်းရဲသလားဒါဖြင့်အဲ့ဒီခန္ဓာသစ္စာဖွဲ့တော့ဘာသစ္စာဒါဖြင့်ဒီဒုက္ခသစ္စာရလာတာဘယ်သူကြောင့်တော့သမုဒိယသစ္စာဘာနဲ့တွဲတာတော့ဘာတဲ့ကိလေသာနဲ့ကံနဲ့တွဲတာပြန်ပြောအဲ့ဒီချက်လေးဦးဇင်းကသူတော်ကောင်းတို့ပြောနေတာအခုနေတိုင်းခင်ဗျားတို့ဘယ်သူခိုင်းတာလုပ်နေကိလေသာခိုင်းတာဟုတ်လုပ်နေတာဟုတ်ကဲ့လားကိလေသာခိုင်းလို့ကာယကံဝစီကံမနောကံဒါဖြင့်ကိလေသာခိုင်းသမျှသာလုပ်နေရင်မသစ္စာပဲရမယ်ဒါဆိုရင်ခင်ဗျားတို့ကလွတ်မြောက်နေတဲ့လူတွေလို့ပြောလို့ကိုဘဝကိုပိုင်ဆိုင်နေတဲ့လူတွေလို့ပြောလို့ဒါဖြင့်ခင်ဗျားတို့ကအစိုးတရားရှိတဲ့လူတွေလားကိလေသာခိုင်းတာလုပ်နေရတဲ့လူတွေလားဒါဆိုသခင်နေလားကျွန်နေလားဒါဖြင့်တသံတရားလုံးဘသူကျွန်ခံခဲ့တာအဲ့တော့ကိလေသာကိုမြတ်စွာဘုရားကခိုင်းစေတတ်တဲ့သခင်အနေနဲ့ဟ
ဟောသလိုနွန်တွင်းကြီးလို့လည်းဟောတယ်ဗါတဲ့နွန်ဆိုတာကြားဘူးလားနွန်ဆိုတာဘယ်လိုမျိုးလှုပ်လေဩဒါဖြင့်နွန်ဟာဘာဖြစ်တတ်တဲ့သဘောရှိနစ်တက်မြုပ်တတ်တဲ့သဘောရှိတယ်ပြန်ပြောဒါဖြင့်ခုခမည်းတော်သည်အန္တရာယ်ကင်းဘေးရှင်းရှင်းနေရတာလားရန်သူဒေါ်ထဲမှာရောက်နေတာလားရန်သူနွန်တွင်းထဲမှာရောက်ပြန်ပြောနွန်ထဲရောက်နေပါတယ်ဆိုရင်ဒီတိုင်းမဲ့အနစ်ခံမလားလွတ်လန်းရှာသင့်သလားတန်တရားတစ်ခွင်လုံးကကိုနွန်ထဲရောက်လို့ရောက်မှန်းမသိတော့လွတ်လန်းမရှာခဲ့အဲ့ဒီမှာမြတ်စွာဘုရားလမ်းပြသွားတာလေကြည်စားတို့ဘုရားအလောင်းကတိဋ္ဌထမင်းသားအဖြစ်နဲ့ခမဲတော်ကြီးသုတ်တော်ဒနမိတွေးတော်ကြီးဂေါရမီရဲ့ပြုစုဆောင်ရှောက်မှုနဲ့မေတော်မာယာကတော့မွေးပြီး9ရက်နေတော့နတ်ရွာဆန်သွားတော့မိတွေးတော်ကထိန်းကျောင်းထားတယ်အဲ့ဒီခမဲတော်ကြီးနဲ့မိတွေးတော်ကြီးကတိဋ္ဌထမင်းသားကိုအလိုလိုက်ထားလိုက်တာကာမဂုဏ်အာယုန်တွေကိုတခါတည်းလိုလေသေးမရှိပန့်ဖို့ပေးထားတယ်မောင်းမပေါင်း4600ຫນွေပြတ်တတ်မိုးပြတ်တတ်ဆောင်းပြတ်တတ်တွေနဲ့မအားရအောင်ကာမဂုဏ်တွေနဲ့ချော့ထားဒါပေမဲ့သူကဖရာအလောင်းသစ္စာကိုသိနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တော့တွားရင်လာရင်နဲ့နမိတ်ကြီး၄ပါးမြင်တယ်လို့ကြားဘူးလားနမိတ်၄ပါးပါတယ်လေအမလေးငါသားလေးသမီးတွေကတော်တယ်သူတို့ကနော်သူအိုအဲ့တော့ဘုရားအလောင်းတော်ကကြည့်လိုက်တယ်ဟာငါတို့ခန္ဓာသည်သူအိုတွေမြင်လိုက်တော့ဒီခန္ဓာဘာလို့တတ်တဲ့ခန္ဓာအိုရတဲ့ခန္ဓာကိုအိုရအခုမှအိုရမြင်တာလေဘယ်နဲ့မျက်စိလဲနေတာလဲသူအိုတွေမြင်လိုက်တော့အိုရတဲ့ခန္ဓာပါလားသူနာမြင်လိုက်တော့သူသေးမြင်လိုက်တော့ယဟန်မြင်လိုက်တော့ဘယ်လိုပြောကြည့်အရေးကြီးပြီလာတော့မယ်ခင်ဗျားတို့ကျွတ်တို့နဲ့မြတ်စွာဘုရားအလောင်းနဲ့ဘာကွာနေလဲဆိုတော့မြတ်စွာဘုရားကသူအိုတွေမြင်တော့အိုတတ်တဲ့ခန္ဓာဒါဖြင့်အိုရာရှိရင်ခင်ဗျားတို့ကအဲ့ဒီလမ်းဆက်လျှောက်သွားတယ်မြတ်စွာဘုရားမလျှောက်အိုရာရှိရင်မအိုရာလည်းရှိရမယ်တဲ့အဲ့ဒါဘုရားခင်ဗျားတို့ကျုပ်တို့လိုနာလပိန်းတော့မဟုတ်ဘူးခင်ဗျားတို့ကအချိန်တိုင်းနဲ့အိုလာပြီအရွယ်အိုပြီးမကြဘူးနာတော့မှာအိုလာပြီဆိုပြီးတော့မအိုရရှာမယ်လို့များရွတ်ချွန်အဲ့ဒါဘာဖြစ်နေကြနွန်နဲ့နေကြပြန်ပြောတာငါအော်တော့မယ်လို့ထုံပြီးကတ်တတ်နေဘာဖြစ်နေကြလဲနွန်နဲ့နေတာကိုအိုနေလို့အိုနေမှာအိုနေပြီဆိုရင်ဘာလုပ်ရမလဲမအိုရရှာတော့မှာအဲ့တော့အိုပြီလို့သာပြောနေတာမအိုရရှာကောင်းမှာမသိဘူးဒီဖိုးကြီးဒီဖွာနာမခွာနိုင်ဘူးသဘောပါလားအဲ့ဒါကြုတ်ကသတိရလို့ပြောအောင်မကျုပ်ဖေကကျုပ်ခမဲတော်ကြီးကသစ္စာတရားကိုတခါတည်းနာပြီးတော့
ငါတော့တောထွက်တော့မယ်တဲ့တော်ပြီဒီအိုနာသေးရလွတ်အောင်ဆိုတော့ကျုပ်ဖေကဥသက်ထွန်းနဲ့နော်အမေနာမည်တော်တန်းနဲ့မတန်းမရောလိုက်မလားတဲ့ဟာအမေကတော့တောထွက်တာကျုပ်နဲ့ပါဆိုင်နေတယ်နော်ဩမင်းပါတော့ဆေးပိမိယူလေးရတာပေါ့နော်တောထွက်တာတောင်အမေမပါလို့မထွက်ဘူးဆိုနောက်ဆုံးထန်းထုံမှထွက်သွားတယ်ထန်းထုံမှပဲထွက်တယ်တင်းကြိုင်ကိုရှင်းလားခင်ဗျားတို့ကလည်းဘယ်တော့ထွက်မှာထန်းထုံမှထွက်မှာပြီးရောပေါ့ထန်းထုံမှထွက်မှာပြင်လဲကျုပ်ကအာညောင်းခံမဟောတော့ပါဘူးပြန်မရစီတော့ကဲအထမ်းဆောင်ကြမလားမထုတ်ခင်ကထွက်မလားမဲအဲ့ဒါကလေးတွေအော်တာမလေးလူကြီးတွေမပါဘူးအမေတော်မှာဆရာဝန်ရှားဆေးရုံရှားနော်ကျမကြီးစောင့်ရှောက်တာမလွယ်ဘူးသားသမီးတွေကမြို့တက်ကြီးပွားနေတယ်အမေမြို့လိုက်ခဲ့ဆိုရင်လိုက်မလားမလိုက်ဘူးတဲ့နော်နင့်ဖေခေါင်းချသွားတဲ့နေရာတဲ့သူကတောင်းဆိုထားတာကထင်းပုံခေါင်းချရိုးမြေကြအောင်မလေးခဲတော့နွန်ထဲကိုစုံမြုပ်မှကြည်နတ်မဲ့ဟာကြီးကြည်နတ်သလားခုခင်ဗျားတို့ဘယ်ထဲရောက်လဲကိုယ့်အကိုနစ်လို့နစ်မှန်းမသိရင်ခင်ဗျားတို့လွတ်အောင်ယုံလို့အခုကျုပ်ကသိအောင်လာပြောပြီသိပလားဟုတ်ခင်ဗျားတို့ခန္ဓာကြီးဒီတနေ့တခြားဘာဖြစ်နေတော့အိုးနေရင်ဘာရှားမှာမအိုးရရှားမြတ်စွာဘုရား तू အိုပြလိုက်တော့အခုခင်ဗျားတို့ तू အိုမမြင်ဘူးလားရှေ့တင်ကြည့်အဲ့မှာခေါင်းပြူကြီးတွေတပုံကြီးပဲဒီတပုံကြီးအိုနေတာတောင်သူတို့လိုမအိုခင်ကလွတ်အောင်ယုံမယ်လို့ခုချိန်ဒီမရှိဘူးကြိုးစားပါတော့မယ်များလှုပ်ဆမ်းပါဦးမအိုခင်ကဘာလို့အိုလွတ်ရရှာရမယ်ပြန်ပြောမနာခင်ကအိုရာရှိရင်မအိုရာရှိရမယ်ပြန်ပြောနာရာရှိရင်သေရာရှိရင်ကွဲရာရှိရင်မကွဲရလည်းရှိရမယ်အခုချစ်တဲ့လူနဲ့ခွဲရတဲ့ဒုက္ခမရှိဘူးလားမချစ်တဲ့လူနဲ့ပေါင်းရတဲ့ဒုက္ခကျင်သလားအဲ့ဒါလူတွေနေခြင်းသလားမနေခြင်းကွဲလည်းမကွဲရအောင်ပေါင်းလည်းမပေါင်းရအောင်တော့ပါတယ်နော်ကျတော့ပြောအောင်မယ်ဥဒုမင်္ဂလာတို့ဒီမှာကိုအသက်52နှစ်ရှိပြီနော်လူပြိုကြီးဖြစ်လာတာဘာဖြစ်လို့ထင်လဲခမရတို့လို့ခွဲဖို့တတ္တိမရှိလို့ဘယ်သူနဲ့မှမခွဲခြင်းလို့စကြရမပေါင်းမဲနေလိုက်သဘောပါလားခမရတို့ပါမှမပါပဲပေါင်းခြင်းတော့ဘာဖြစ်တော့ကွဲမှာပေါ့ကျင်သလားအဲ့တော့အိုရာရှိရင်နာရာရှိရင်သေရာရှိရင်ကွဲရာရှိရင်မွဲရာရှိရင်ခုသေသွားတဲ့မသားတွေချမ်းသာပြီးသေသလားမွဲပြီးသေလားဟာတစ်သက်လုံးရှာသွားတာဘယ်နဲ့မွဲပြီးသေရမလဲဘာမှမပါဘူးအဲ့ဒီသေသွားတဲ့မသားတွေတစ်သက်လုံးစီးပွားမရှာဘူးလားရှားလို့သူရထားတဲ့စီးသိမ့်တွေသေတော့ဘသူကအလုံးလိုက်ထဲလိုက်ထည့်ပေးလိုက်တော့ဒါဖြင့်ဒီသထေးမသားလားအမွဲမသားလားဝတ်ထားတဲ့အင်ကြီးလုံးကြီးတောင်ကောင်းရင်ဘာဖြစ်တော့ချွတ်ယူထားလိုက်တာလဲယူထားလိုက်တာကိုမလဲသူ့ဘာရစာလဲမှာပဲသဘောပါလားအမွဲမသားကြီးပဲဘာမသားကြတဲ့ဖြင့်မွဲပြီးသေးခြင်းလားမသေးခြင်းဘာလို့လွတ်အောင်ယုံအောင်ဘာလို့ရမလဲ
အဲ့တော့ယုံသိမယုံသိတသံတရားလုံးဘသူလက်အောက်ရောက်ကိလေသာလက်အောက်ဒါဖြင့်အခုငါတို့ဘယ်နွန်ထဲမှာနစ်နေတော့ရှင်းတယ်နော်အဲ့တော့ကိလေသာနွန်ထဲကနေလွတ်အောင်ယုံချင်ရင်ဘာသစ္စာနဲ့ယုံရမေဃသစ္စာဗါတဲ့အဲ့တော့မေဃသစ္စာကတကယ်သူ့ရဲ့အဓိပ္ပာယ်အမှန်ကမဲ့ဆိုတာလမ်းမဲ့ဆိုတာဘာလဲသစ္စာဆိုတာကအမှန်ဗါတဲ့လမ်းမှန်တရားဘာတရားလမ်းမှန်တရားဆိုတာနွန်နှစ်ကြောင်းလားနွန်ကထွက်ကြောင်းလားအဲ့တော့နွန်တွင်းထဲကထွက်ဖို့ဆိုတာလွယ်ပါမလားဟမ်နွန်ဆိုတဲ့မျိုးကလှုပ်လေဒါပေမဲ့လှုပ်တာကောင်းလားငြိမ်ငြိမ်လေးနေတာကောင်းဟမ်ဒါဆိုဒီနွန်နဲ့ခင်ဗျားတို့ထွက်နိုင်ပါအောင်မလားဟမ်ထွက်လမ်းမရှိဘူးလားမရှိဘာလို့မထွက်နိုင်ဘူးပြောရတာတော့နင်တို့နဲ့ငါနဲ့လေတော်တော်စိမ့်ညစ်တယ်ဒီကလေးတွေငါအားကိုရမလားအောင်မေးတယ်သူတို့ကမထွက်နိုင်ဘူးကြီးအော်နေတာဟမ်နွန်နဲ့နေမှန်းသိရင်ဘာလို့ထွက်နိုင်အောင်ထွက်လမ်းမရှိဘူးလားထွက်လမ်းဘယ်သူကပြခဲ့တော့မြတ်စွာဘုရားတော့လို့နင်တို့ကနော်ဘုရားနဲ့သူတို့တငယ်ချင်းမှတ်နေတာဟမ်ဘယ်သူကပြခဲ့ဒါဖြင့်မြတ်စွာဘုရားအခုခင်ဗျားတို့သာသနာတော်နဲ့ကြုံမကြုံအဲ့တော့သာသနာနဲ့ကြုံရင်ထွက်လန်းဆိုတာသိကြတယ်နော်အဲ့တော့အခုဒီနေ့အလှပေးကြတဲ့အလှတကာကြီးတွေနှလုံးသွင်းရမှာကအခုဦးဇင်းတို့သူတော်ကောင်းတို့ရောက်နေတာသာသနာဗလားသာသနာတွင်လားသာသနာဗနဲ့သာသနာတွင်ဘာကွာလဲကဲရှေ့မှာတစ်လျှောက်လုံးပြောနေတဲ့နိုင်ဝက်ကြော်သွားပြီအလွယ်တကူမြတ်အဖြေရမလားလို့မေးကြည့်သာသနာတွင်နဲ့သာသနာဗဘာကွာလဲသာသနာဗမှာနွန်နှစ်နေမှန်းသာသနာတွင်မှာဟုတ်ပြီသာသနာဗမှာနွန်ထဲကထွက်တဲ့လမ်းသာသနာတွင်မှာစောစောအလုပ်ဖြေကြပါလားမဲတို့တရားမနာတတ်သေးဘူးနော်ခုဥစဉ်ရတာကြောင့်မို့ကိုဆရာတော့ဆရာပဲဘာဆရာလို့ပြောမူကြိုဆရာသာတို့ဗျာနော်ဟုတ်တယ်ခုခမရတို့တရားနာတတ်အောင်လိုက်သင်ပေးနေရခုရှေ့မှာနာယီဝက်လုံးလုံးခုကျုပ်ပြောနေတာနာယီဝက်ရှိပြီနာယီဝက်လုံးလုံးဒီစကားပလင်ဟာအကြောင်းမဲ့ခံနေတာမဟုတ်ခင်ဗျားတို့အသိဉာဏ်လေးတွေပွင့်ပါစေတော့ဆိုပြီးတဆင့်ချင်းဖွင့်နေတာအဲ့တော့ရည်စရာမှတ်နေတာဟုတ်ဗျာဟမ်အခုခင်ဗျားတို့သာသနာတွင်းလို့ခံယူလိုက်တဲ့နဲ့စောစောကပြောလာခဲ့တဲ့နွန်တွင်းကြီးနဲ့ထွက်ရလန်းကြီးကြုံမပြောဘူးလားပြောနေတာဒါတရားနာထားရင်သာသနာတွင်းနဲ့သာသနာဗဘာကွာလဲဆိုသာသနာဗမှာထွက်ရလန်းမရှိဘူးဖေဟာသာသနာတွင်းမှာထွက်လန်းရှိနေပါပြီဖေဟာလို့ခင်ဗျားတို့ဖြေနိုင်ခဲ့ကြုတ်ကသာဓုခေါ်မှာခုကျုပ်ကလမ်းကြောင်းပိမှဆိုတော့ဘာမှတူတရားမှစာမွဲမအောင်ကျုပ်ကတော့ခုခေတ်ပညာရေးလို့အကုန်အောင်ဆိုတဲ့မျိုးမပေးမှာမဟုတ်နော်ဟိုနာလပိန်းလုံးကောင်တွေပဲတဒန်းပြီးတဒန်းလျှောက်တင်အတန်းတွေအောင်ပွဲလက်မှတ်တွေပြီးဘာမှမတတ်တဲ့နိုင်ငံကြီးဗယံပရာဖြစ်အောင်လုပ်နေတာအဲ့ဒါနာလပိန်းလုံးကောင်တွေကျုပ်ကကျုပ်တို့ဘက်သားမျိုးအဲ့လိုမပေးဘူးအရေးချင်းမရှိပဲနဲ့ဘာအတန်းမှတက်เสียအကြောင်းမရှိရှင်းလားဒီကလာလျှောက်သေးတာရှင်ပြဒီပြတို့မူကြိုတက်ပေးပါတော့အိမ်မေးဘယ်လောက်တက်ပြီမလို့တော့မေးကြည့်လိုက်ကမောကမကြီးပဲအခု
အခုလည်းတရားနာနေတယ်ဆိုရင်ဟောနေတဲ့တရားကိုတခါတည်းစိတ်ထဲမှာနှစ်ပြီးတော့နာတယ်ဆရာတော်ဘာပြောနေတာလဲငါတို့ဆရာဘာကိုပြောချင်တာလဲဘာကိုဆိုလိုတာလဲနောက်ကညံကကပ်ပါလာရင်အခုဦးစင်းပြောလိုက်တယ်နဲ့ခင်ဗျားတို့ထက်ကနေပြောလို့ရသွားပြီသာသနာ့ဘာမှာနုံနှစ်ကြောင်းပဲရှိတယ်နုံကထွက်ရလမ်းရှိအခုခင်ဗျားတို့သာသနာတွင်ဖြစ်တဲ့အတွက်ထွက်ရလမ်းကြီးရှိနေတယ်ဒါပေမဲ့ခုခင်ဗျားတို့ကိုသာသနာဘာသားလို့ခံယူသလားသာသနာတွင်သားလို့ခံယူသလားဒါပေမဲ့သာသနာတွင်သားလို့ခံယူထားရင်ခင်ဗျားတို့ဘာလုပ်ရမလဲအေးထွက်လန်းရှောက်နိုင်အောင်ကြိုးစားရမှာဒီနုံတွေကလွတ်အောင်ဘာလုပ်ရမလဲယုံရတော့မှာကြည်တတ်လားဒီသံဃာနွန်တွင်းကြီးတွေကလွတ်အောင်မယုံသေးဘူးဆိုရင်ခင်ဗျားတို့သာသနာတွင်သားဖြစ်ပြီလို့ပြောလို့သာသနာနဲ့ကြုံပါပြီဆိုရင်ဟောဒီကိလေသာနွန်တွေကလွတ်အောင်ခုခင်ဗျားတို့မှာလောဘဒေါသမောဟမာမာနတွေရှိမရှိအဲ့ဒီတရားတွေခင်ဗျားတို့ကိုချမ်းသာပေးနေတာလားဆင်းရဲပေးနေတာလားနှစ်တဲ့နှစ်အောင်ဆွဲမနစ်ဘူးလားလှုပ်လေမြုပ်လေဆိုတာကိလေသာထဲမှာလှုပ်လို့မြုပ်နေတာအဲ့တော့နုံဆိုတာလှုပ်နေရမှာလားဖောက်ထွက်ရမှာလားဒါလေးမှတ်ထားနုံနဲ့နစ်နေတဲ့လူတယောက်ကိုကဲရင်တိရစ္ဆာန်တစ်ကောင်ကိုကဲရင်လမ်းဖောက်ပေးရတယ်ရေသွင်းရင်သွင်းပလိုက်ရတယ်ဒါမှတော့အဲ့ဒါတွေလိုက်ပြောနေခင်ဗျားတို့ပြီးတော့မှမဟုတ်ဘူးအဲ့တော့လမ်းဖောက်ပေးလိုက်တော့အခုမြတ်စွာဘုရားကထွက်လမ်းပြထားပြီးပြီဒီနားနဲ့လှုပ်နေရမှာမဟုတ်ဘူးအဲ့ဒီထွက်လမ်းရောက်အောင်သွားရမှာရှင်းသလားကြည်ရောကြည်နပ်သလားအဲ့တော့အခုတို့အလူကြီးတွေပြီးပြီအဲ့တော့သာသနာ့ဘာနဲ့သာသနာတွင်ဒါနရဲ့သီလရဲ့သမထရဲ့ဒီသုံးမျိုးပဲရှိတယ်ဒါနသီလသမထပြန်ပြောအဲ့ဒါကိုခင်ဗျားတို့သက်သေဖြစ်ပြောရရင်ကြည်စာပေသမားများအတွက်ក៏အစဉ်ပြေအောင်ခင်ဗျားတို့ခုနအော်နေကြပဲခင်ဗျားတို့အရေးချင်းကြုတ်သိတယ်အဝိဇ္ဇာပစ္စယပါတဲ့သင်္ခါရဆိုတော့သင်္ခါရဘယ်နှမျိုးရှိတယ်ပုံညာဘိသိတာဗောခင်ဗျားတို့ကျုပ်ထက်တက်တယ်နော်ဘုန်းကြီးစာချမဲ့လူတွေပုံညာဘိဆိုတာဘာလဲကုသိုလ်ကောင်းမှုလုပ်တာအပုံညာဘိဆိုတာအလုံးသိနေတာအာနင်္ဇာဘိဆိုတာသမထဇန်သမာဘကုသိုလ်တွေဟုတ်တယ်နော်အလုံးကြောက်ဖို့တော့နဲ့ဒါခင်ဗျားတို့အလုံးသိပြီးသားတွေအဲ့တော့အတိတ်တန်တရားတစ်ခွင်လုံးကိလေသာခိုင်းလို့လုပ်ခဲ့တာဒါနကုသိုလ်သီလကုသိုလ်သမထကုသိုလ်ဒီသုံးမျိုးတော့ခင်ဗျားတို့ရခဲ့တယ်အဲ့ဒီသုံးမျိုးရခဲ့လို့အခုလို့လူဘဝဆိုတဲ့အစင်တန်းမြင့်တဲ့ဘဝသာသနာတွင်းဆိုတဲ့ဘဝကိုရနေတာအဲ့တော့ဒါနသီလသမထနောက်လောက်နဲ့တန်တရားကလွတ်သလားဒါနသီလသမထလောက်ကိုနွန်လွတ်ကြောင်းနွန်တွင်းကလွတ်ကြောင်းလို့ပြောလို့ကာမသဝဘဝသဝဒိဋ္ဌသဝအဝိဇ္ဇာသဝဆိုတဲ့အာသဝတွေကလွတ်မြောက်ကြောင်းလို့ပြောလို့ဒါနသီလသမထနဲ့လွတ်နိုင်သလားအဲ့ဒါသာသနာ့ဘတရားရှင်းလားအခုသက်သေထူကြည့်လိုက်တော့သာသနာ့ဘမှာအဝိဇ္ဇာပစ္စယသင်္ခါရလောက်ခဲ့မလောက်ခဲ့လောက်ခဲ့တဲ့နေရာမှာပုံညာပြီးအပုံညာပြီးအာနင်္ဇာပြီးဆိုပြီးမပါဘူးလားပုံညာဘိဆိုတာပုံညာအဘိပုံညာကုသိုလ်ကောင်းမှုကိုအဘိလွန်ကဲစွာသင်္ခါရပြုလုပ်ခြင်းအပုံညာဘိအပုံညာမကောင်းမှုတို့ကိုအဘိလွန်ကဲစွာသင်္ခါရပြုလုပ်ခြင်းရှင်းသလားအာနင်္ဇာဘိဇန်သမာပတ်နဲ့ဗြဟ္မပြည်ရောက်ကြောင်းတရားတို့ကုသိုလ်တရားတို့သမထကုသိုလ်တို့ကိုအဘိလွန်ကဲစွာသင်္ခါရပြုလုပ်ခြင်းရှင်းလားဒါပြင်အတိတ်တန်တရားတစ်ခွင်လုံးခင်ဗျားတို့ဒါနလည်းလုပ်ခဲ့ဘူးပြီသီလလည်းလုပ်ခဲ့ဘူးပြီသမထလည်းလုပ်ခဲ့ဘူးပြီးပြီသို့တော့အခုသာသနာတွင်မှာကြတော့သာသနာတွင်တရားသည်နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ဝိပဿနာအလုပ်ဘာလို့အဲ့တော့ဝိပဿနာဆိုတဲ့မဂ်ကင်၈ပါးအလုပ်ကြတော့သာသနာဘမှာရှိသလားရှိပါဘူးဘယ်မှာပဲရှိတယ်အဲ့တော့ဝိပဿနာမဂ်ကင်အလုပ်သာလုပ်ရင်ခင်ဗျားတို့တန်တရားကလွတ်နိုင်မလွတ်နိုင်
လွတ်နိုင်တယ်လို့ယုံသလားယုံရင်သာသနာတွင်သားမှန်ရင်ဘယ်အလုပ်လုပ်ရမလဲဝိပဿနာဆိုတာဝိဆိုတာအထူးပတ္တဆိုတာရှုတာအထူးရှုတာဘာကိုအထူးရှုတာကိုယ်ခန္ဓာကိုအထူးရှုတာပြန်ပြောခန္ဓာကဘယ်နှပါခန္ဓာ၅ပါးအချင်းချိုးရင်ယုတ်တရားနဲ့ကဲယုတ်နာနှစ်ပါးသည်မြဲသောတရားလားမမြဲသောတရားကိုပိုင်သလားမပိုင်ဘူးလားအဲ့ဒီယုတ်နာမှာချစ်เสียမုန်းเสียယုတ်နာအလုံးကဖြစ်ပြီးရင်အမလေးဒီလိုမင်းတော့ဖြေတတ်လိုက်ကြတယ်နော်အဲ့တော့ကိုယုတ်ကိုနံသည်မြဲသောတရားလားမမြဲသောတရားလားဒါအမြဲဆင်ခြင်နေဖို့လိုအပ်မလို့อ่ะအဲ့ဒါမမြဲဘူးလို့ဆင်ခြင်နေရင်ဒီယုတ်နံပေါ်မှာတွေ့တာတတ်မဲ့เสียအကြောင်းตายาเสียအကြောင်းကျင်တယ်နော်အဲ့တော့အခုခင်ဗျားတို့ဝိပဿနာတရားတွေမကြားဘူးလားကဲဒါဖြင့်ဒီထဲမှာကြားဘူးထားတဲ့ဝိပဿနာအလုပ်ကိုဟောဒီကိလေသာနွန်တွေကလွတ်အောင်မဆုံးမနစ်ရွတ်ချွန်အပတ်တကုတ်အမြဲကြိုးစားနေတဲ့လူဒီထဲမှာပါပြီလားကိုစဉ်းစားကြည့်လားရွတ်ချွန်လုပ်ပြီလားမလုပ်သေးရင်နွန်တွေကမလွတ်ချင်သေးဘူးရှင်းလားဘာလို့မလွတ်ချင်တာလဲဖြေအဲ့ဒီအဖြေမှန်မှခင်ဗျားတို့လမ်းရှာတွေ့အခုဒီနွန်ကလွတ်ကြောင်ဝိပဿနာအလုပ်ကိုအယိုးကြည်ကြည်အရေး66အသွေးသားတွေခန်းရင်ခန်းပါစေအသက်ချင်းသိချင်းသိပါစေဆိုပြီးတော့ရွတ်ချွန်လုပ်နေတဲ့လူဒီထဲပါသေးဘူးဘာလို့အဲ့ဒါလို့မလုပ်ဖြစ်သေးတာလဲအေးမှန်တော့မှန်တယ်လိုရင်းမရောက်သေးဘူးတဲ့တဲ့လေးပြောရင်ခင်ဗျားတို့မဖြေတော့လဲကျုပ်ကဖြေရတော့မယ်ဝမ်းနည်းစာနဲ့ဖြေရမှာနော်ကိုသင်ပေးတဲ့တပည့်သားမြေမတတ်ဘူးလို့သိရင်အဲ့ဒီဆရာလောက်ဝမ်းနည်းတာမရှိဘူးနော်အခုခင်ဗျားတို့ဘာလို့လွတ်လန်းရှိမှန်းသိပါရဲ့နဲ့လွတ်အောင်မယုံကြသေးတာလေအဖြေကကိုနွန်နစ်နေတဲ့အဖြစ်ကိုမှန်မှန်ကန်ကန်မသိသေးလို့ရှင်းလားအခုသားသမီးဆွေမျိုးအာယုန်လေးနဲ့မနေဘူးလားသားအာယုန်သမီးအာယုန်ဆွေအာယုန်မဟုတ်ရင်မျိုးအာယုန်နဲ့အာယသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးအရေးကိစ္စမျိုးစုံတန်းပြီးဘယ်သူကခိုင်းနေတာလဲကိလေသာခိုင်းနေတာအဲ့ဒီအရေးတွေကကိုယ်အရေးတွေလားကိလေသာအရေးတွေလားအဲ့ဒါခင်ဗျားတို့မသိဘူးနိုင်ငံရေးသမားကလည်း तू ကနိုင်ငံတော်ကိုကဲတင်နေတာ तू မှမရှိရင်ဒီနိုင်ငံကြီးပြတ်တော့မယ်ဆိုတော့နိုင်ငံပြတ်ပြီးသား तू က तू ရှိမရှိတော့ပါလား तू မကယ်ရင်မဖြစ်မဲ့သဘောမျိုးနိုင်ငံရေးသမားကိုခိုင်းနေတာ तू ကခိုင်းတယ်ကိလေသာခိုင်းတာဟုတ်ကလားစီးပွားရေးသမားကလည်း तू မှမရှာရင်ဒီတစ်ဆွေလုံးတစ်မျိုးလုံးငတ်တော့မှာဟုတ်ကလားဒီလိုပဲယူဆပြီးအလုံးမလုပ်ကြဘူးလားခုအိမ်မှာလည်းခင်ဗျားတို့ကိုတော့အရာရောက်တာမှမလေးဒီအိမ်လုံးကျုပ်တပီးတော့ချက်ကျွေးနေရတာမရှိအကုန်ငတ်ကုန်ငတ်ပါဦးဆိုင်သွားဝယ်စားမှာပေါ့ခင်ဗျားမချက်ပြီးတာတော့ပါလားကြည်ရောကျင်တတ်ကြလားကိုကိလေသာကျွန်ကိလေသာနွန်နဲ့ရောက်လို့ရောက်နေမှ
မသိဘူးအဲ့တော့ကိုလုံနေရတဲ့အာယုံအလုတ်တွေ၅ပါးအာယုံကာမဂုဏ်အလုတ်တွေကိုအနှစ်သာရမရှိတဲ့ကာမဂုဏ်အလုတ်တက်တက်ပါလားလို့ပိုင်းခြားသိတဲ့လူနဲ့မသိတဲ့လူအေးမသိသေးလို့ဒီနေ့အယိုးကြည်ကြည်အရေး66ဒီဘဝမှာဒီတန်တရားလွတ်နိုင်ကြောင်းဟာဒီတခါသာငါတို့ဆုံမှာပါလားလို့ပြက်ပြက်သားသားရွရွချွန်ချွန်မလုပ်ကြသေးခြင်းသည်ကိုနွန်နစ်လို့နစ်နေမှန်းတောင်ကျင်းလိုက်ကြလားဒါဖြင့်ရင်အခုကောတရားလာနာကြတော့နွန်နစ်နေမှန်းသိပလားအခုကိုဘဝကိုစိတ်တန်းကြတိဆောက်နေရတာလားကိလေသာခိုင်းသမျှလုံနေရတာလားဒါဖြင့်ခင်ဗျားတို့ဘာဖြစ်နေကြပါလဲကျင်းတ်သလားတာယသမီးရေးစီးပွားရေးလူမှုရေးတွေမှာလူစွမ်းကောင်းလုပ်ပြီးတော့ခုခင်ဗျားတို့သားသမီးတွေအတွက်စီးပွားရှာနေရတာမရှိဘူးလားအဲ့ဒါစီးပွားရှာတော့မူသားပြောပြီးရှာသူများသက်သက်ပြီးရှာနော်သူများပစ္စည်းခိုးပြီးရှာနီးမျိုးစုံနဲ့ရှာနေကြတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိတော့အဲ့ဒီလိုဒုစရိုက်တွေနဲ့ရှာထားတဲ့အလုပ်တွေကိုသေတဲ့ခါကျတော့အဲ့ဒီအာကုသိုလ်တွေကဒုက္ကတိပို့မှလားဒုက္ကတိပို့မှဒုက္ကတိပို့တော့ဟိုရောက်တော့ယမမင်းကြီးကိုပြောကျုပ်တို့ရှာတာမဟုတ်ပါဘူးဗျာသားသမီးတွေအတွက်ရှာတာပါလို့ဆင်ကြီးလဲအမိဘဘေပြုစုမလို့ရှာကျွေးရတာပါလို့ပြောမင်းစိုးရာသာဆက်သားရတော့မဟုတ်လို့ကျုပ်ကလိန်ရတာပါလို့ပြောရမလားအဲ့တော့သူခိုင်းသမျှလှုပ်ပြီးရင်နစ်မွန်းတော့ဘယ်သူနစ်မွန်းမှာဟိုဟာတွေကအာယုံပဲခင်ဗျားတို့သားအာယုံသမီးအာယုံဆွေအာယုံမျိုးအာယုံအာယုံလာဘသက်ကာယတိလောကအာယုံပဲလက်လာဘဆိုတာကာမဂုဏ်တွေနဲ့ပတ်သက်တာသက်ကာယဆိုတာထင်ပေါ်ခြင်းတာကြော်ကြားခြင်းတာအရာရောက်ခြင်းတာအာယုံပဲဒါလဲတိလောကဆိုတာဂုံပုတ်တွေဘွယ်ထူးတွေဂုံထူးတွေအာယုံပဲလက်မကလေးတကူစက်ကူလေးတကူဘာထူးဘာမထူးလူ9ယောက်10ယောက်လောက်ချီကျူးတော့အဟုတ်ထင်ပြီးခင်ဗျားတို့မော့လုံးအဲ့ဒီဟာယမမင်းကကဲနိုင်သလားယမမင်းစီသွားပြီးဒါသက်သေကံသွားလို့ရမလားချုပ်ကနိုင်ငံတော်ဘာပွဲတစိရထားတဲ့လူပါဗျာလို့ယမမင်းသွားပြောစမ်းကျင်တ်သလားဒါဖြင့်အခုခင်ဗျားတို့သည်ကိလေသာခိုင်းသမျှသာလုံနေရင်နောင်ဒီလိုလူဘဝပြန်ရဖို့တောင်မဖြစ်နိုင်တော့ဘူးဆိုတာအားလုံးခင်ဗျားတို့ရိပ်မိပြီးသားဗုဒ္ဓဘာသာမှန်ရင်အဲ့တော့ဒီတိုင်းပဲရေးလိုက်ငားလိုက်သွားမလားလွတ်အောင်ယုံမလားယုံသိမယုံသိယုံကျင်သလားအခုနေတိုင်းတနေ့အချိန်ကုန်လာတိုင်းခင်ဗျားတို့ကျွတ်တို့ဘဝတွေဘာဖြစ်လို့နစ်လာတယ်နစ်လာတယ်ပြန်ပြောသိရလားတနေ့တခြားပြိုလာသလားအိုလာသလားဘာအိုလာတော့ကျုပ်ကလေးခင်ဗျားတို့ကြီးညာလိုက်ချင်တာဘာအိုတာတော့မှန်ကန်ပြောနိုင်ခင်ဗျားတို့တယောက်တသိန်းစီပေးမယ်ကျုပ်ကတိခင်ဗျားတို့ရထားတဲ့ကံအိုလာပြီနှစ်ညာအိုလာပြီကံအိုတော့ကာယဗလာတွေလည်းဆိုးရုပ်လာပြီညာနာဗလာတွေရောစိတ်တဗလာတွေရောအေးအဲ့တော့ကာယခန္ဓာကိုယ်ကြီးတင်အိုတာမဟုတ်ဘူးဉာဏ်လဲအိုလာပြီစိတ်လဲအိုလာပြီရှင်းရလားရှင်းလာတော့ကံဆိုတဲ့ကုသိုလ်တရားတွေလဲအိုလာခဲ့ပြီတဖြည်းဖြည်းဆွဲမြုပ်နေတာရက်တွေကြာလာလေဉာဏ်ထိုင်းလာလေရက်တွေဉာဏ်လာလေစိတ်သက်ခွန်အားတွေဆုပ်ယုပ်လာလေအဲ့ဒါခင်ဗျားတို့ယုံမရတော့ဘူးလို့ပြောတာရှင်းသလားဒီထက်ကြောက်စရာကောင်းတဲ့နစ်မြုပ်ခြင်းတော့ယူတရက်ကုံသွားတိုင်းသတိရမှာငါကံတွေဆုံးရှုံးသွားပြီငါညံတွေဆုံးရှုံးသွားပြီငါစိတ်သက်ခွန်အားတွေကျင်သလားအဲ့တော့ကိုနုံနစ်နေမှန်းသိရင်အချိန်မီပါလို့ယုံထွက်နိုင်အောင်ကြိုးစားကဲဒီတော့ဒါလေးကိုဥပမာပြောမယ်နော်ဒီနေ့အလုတကအလုမာတွေကောတရားလာနာတဲ့ပိဋကကောတစ္ဆာဆိုင်တဲ့အသည့်တွေရစေခြင်းလို့ဦးဇင်းကဒီတရားဟောတယ်လို့မှတ်ပါနော်ကောင်းပြီမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေတော့မှဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တစ်ခုစာမာတော်ပိဋကသုံးပုံမှာရှားခြင်းရင်နော်ဓမ္မပဒပါဠိတော်ကြီးမှာနာဂဝက်မှာပါဝေယက
တုတ်ဆိုပြီးတော့ရှိပါတယ်ပါဝေယကဝတ္ထုအဲ့ဒီဝတ္ထုကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပိစေတဝန်ကျောင်းတော်မှာသတင်းသုံးနေတော့ကောသလမင်းကြီးရဲ့စီးတော်ဆင်ကြီးကောသလမင်းနုပြိုစင်ကဒီဆင်ကြီးကိုစီးပြီးတော့တိုက်ပွဲတွေမျိုးစုံဝင်ခဲ့တာမင်္ဂလာဆင်ကြီးပေါ့ဗျာပါဝေယကတဲ့ပါတယ်လေကာယအာညာနာအာစိတ်ဓာတ်ခွန်အားသူကအာဇာနီအနွယ်ဆိုတော့စိတ်ဓာတ်ခွန်အားကအသိဉာဏ်မြင့်မားတယ်စိတ်ဓာတ်ခိုင်မာတယ်ဘလောက်ရန်သူပေါ်ပေါ်ရန်သူအင်အားဘလောက်ကြီးကြီးတွတ်ဆုတ်ခြင်းကြောက်ရွံ့ခြင်းစိုးရိမ်ခြင်းကင်းကင်းနဲ့သခင်အတွက်အသက်ပေးပြီးတိုက်ပွဲဝင်ပေးခဲ့တဲ့အာဇာနည်ဆင်ကြီးဟုတ်ပလားအမတန်အားအင်လည်းကြီးမားတော့ခွန်အားဗလာနဲ့လည်းပြည့်စုံတယ်ဉာဏ်ပညာနဲ့လည်းပြည့်စုံတယ်စိတ်ဓာတ်ခွန်အားလည်းပြေဝတယ်ဒါအာဇာနည်မျိုးတွေမှရတာဟုတ်ပြီနော်ကောင်းတဲ့အလုပ်မော်မြတ်တဲ့အလုပ်မှန်ကန်တဲ့အလုပ်ကိုအောင်မြင်အောင်လုပ်နိုင်တာမြင့်မြတ်တဲ့အာဇာနည်မျိုးတွေမှလုပ်နိုင်တယ်ရုပ်ညံ့တဲ့အမျိုးတွေလုပ်နိုင်အမျိုးရုပ်ကဘယ်တော့မှကောင်းတဲ့အလုပ်ကိုအောင်အောင်မြင်မြင်လုပ်နိုင်အများစုပေါင်းလုပ်တဲ့အခါပဲကြည့်ကြည့်ကောင်းမွန်မှန်ကန်တဲ့အလုပ်ကိုမှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံလုပ်နိုင်တာအမျိုးမြတ်တဲ့လူတွေမှလုပ်နိုင်တယ်အမျိုးရုပ်ကကန့်လန့်ပြောဖို့ရဲ့ဘူးပြောဖို့ရဲ့အလုပ်ကိုကပြည့်ရပြည့်ဖြစ်အောင်လုပ်ဖို့ရဲ့နော်ဘေးထိုင်ဘူးပြောပြီးတော့ဘောက်ပြောပြန်တာဘာမှအကျိုးသက်ရောက်မှုမရှိတဲ့ဟာနာလဘိန်းတုံးတွေဟာအဲ့ဒါအမျိုးရုပ်တွေလို့မှတ်တာရှင်းလားအဲ့ဒီဘေးထိုင်ဘူးပြောများလာရင်အဲ့ဒီတိုင်းပြည်ပျက်စီးပြီသာမှတ်လိုက်တော့အာဇာနည်မရှိတော့ဘောပါလားအခုပါဝေယကအာဇာနည်မျိုးဘယ်တိုက်ပွဲဖြစ်ဖြစ်အောင်အောင်တိုက်ပေးနိုင်ခဲ့တယ်ဘယ်လုပ်ငန်းစဉ်ဖြစ်မင်္ဂန်မင်းသားနဲ့တခါတည်းမင်္ဂလာရှိရှိလှဲ့မဲ့အခမ်းအနားဆိုရင်လေခန့်ညားထဲဝါစွာတင့်တင့်တဲတဲရှင်ဘရင်ကိုစံပဲအောင်တင်ပြီးတော့ကြွကြွရရခန့်ခန့်ညာညာရှောက်လန်းနိုင်တဲ့ပို့ဆောင်နိုင်တဲ့ဆင်ဒါဖြင့်အမတန်အဖို့မတန်ဘူးလားအဲ့ဒီဆင်ကြီးဒါပေမဲ့အချိန်ကာလကြာညောင်းလာတော့ဒီဆင်ကြီးလဲဘာဖြစ်လာအိုးဆင်အိုကြီးဖြစ်လာအဲ့တော့ဆင်ကတခြားအင်အားကောင်းတဲ့ဆင်တွေလဲသုံးသွားပြီဒီဆင်ကြီးကဆင်အိုအပေကံပင်စင်စားပေါ့ကွာနော်အဲ့တော့ဒီဆင်ကြီးကသူ့အလုတ်သိမ့်မရှိတော့လွတ်မြောက်နေပြီဆိုတော့သွားရင်လာရင်နဲ့တနေ့မှာဆင်ကြီးလမ်းမှားပြီးနွန်နေရောက်သွားတယ်ဘယ်ထဲရောက်သွားနွန်နေရောက်တော့အာဇာနည်ပြီးပြီပဲအရှုံးမပေးဘူးယုံတယ်ယုံပေမဲ့နွန်ဆိုတာပါလေလှုပ်လေလှုပ်လေဆင်ကနုပြူနေတဲ့ဆင်လားအိုမင်းနေတဲ့ဆင်အိုမင်းနေတော့သူ့မှာဘာတွေဆိုးရုံနေပြီဘာအားတွေတော့မြတ်ကာယအားညာနာအားစိတ်ဓာတ်အားကိုခင်ဗျားတို့တနေ့အိုလာရင်ကြောက်เสียကောင်းတာအဲ့ဒါကိုဦးဇင်းတို့လေငယ်ငယ်တုန်းကကိုတော်လာပြီဟုတ်လာပြီထင်ပြီးတော့ပေါ်ဆဆနဲ့ပျော်ပျော်ပါပါနေခဲ့တာအခုအသက်ကလေးနည်းနည်းရလာတော့90ကျော်လာပြီဆိုတော့အသိဉာဏ်တွေကလည်းငယ်တုန်းကလို့မထက်မြက်တော့တနေ့တရားပွဲနေ့စဉ်ရှိတော့တရားတစ်ပွဲကိုတနေ့မထပ်အောင်စာရှာရတာအမတန်ပင်ပန်းဟိုတုန်းကနန်းညာထောက်လိုက်တရားတစ်ပုဒ်ထွက်လာတာဘယ်တခါသုံးဖို့မှာဟောစရာတွေတပုံကြီးပဲအခုညာကမလိုက်နိုင်တော့ဟိုတုန်းကတရားစာဖ
တ်ပြီးသွားရင်ကြက်เสียမလို့မှတ်မိတယ်အခုကြက်ထားတာတောင်ရှေ့ရောက်ဘာပြောမှမသိတော့ဟောဘာတွေဆုပ်ယုတ်လားအိုးလာတယ်ဆိုတာညံအိုးလာတာကြောက်เสียကောင်းတယ်ဟင်လက်တွေခြေတွေကလည်းငယ်တုန်းကလို့မဟုတ်ဘူးဗျကိုကခိုင်းတာတစ်ခု तू လောက်တာတစ်ခုဖြစ်နေရှင်းလားစိတ်ဓာတ်ကလည်းငယ်ငယ်တုန်းကလောက်မခိုင်ပါတော့ဟိုတနေ့ကဦးဇင်းကတရားပွဲမှာလေလို့ကိုခင်ဗျားတို့ကအမှန်တန်တော်ပါတယ်ကျုပ်ထီးလေးပါလေးမိုးပေးထားနော်ဟိုမှာလာဟာပြင်ကြီးထဲမှာထီးမပါဘာမပါနဲ့ဆိုတော့အေးပတ်ပြီးဖျားရောမန္တမိုင်းကိုဖျားနေပြီလို့သိတယ်ငယ်တုန်းကလို့ဆိုဒီဖျားတာဂိူးဆိုင်ဆရာမှမဟုတ်ပဲအဲ့တော့အာယုံစွန်းကတ်သွားတဲ့ဒကမကြီးလည်းပြီးရောခါရဲကင်းမီကောက်ထောင်ဂျွန်းပြစ်နော်လေ့ကျင့်ခန်းလို့ချွတ်ထောင်လုပ်နေတာမရဘူးလှုပ်ရင်းနဲ့လူကသာမောဟိုက်လာပြီးတော့တုံချမ်းလာတယ်အဲ့မှာပြောလို့စိတ်တက်ကဟာငါမရတော့ဟောငယ်တုန်းကဆိုမရဘူးဆိုလာသားရေချိုးပလိုက်မယ်မင်းတွေ့သေးတာပေါ့ဆိုတော့မှလဲတောင်ပတ်တောင်လဲပလိုက်ဦးစိတ်တက်ကမပါတော့အော်အဲ့တော့ကာယအားလဲကြလာပြီညာနာအားလဲသုံးမရတော့ဘူးရှင်းလားအဲ့တော့အဲ့ဒီလိုကြားတဲ့အချိန်လေးစောင့်ကြပါလားဟမ်ကျုပ်ကဒီနေ့ညခင်ဗျားတို့ဒါပြောချင်တာကိုဒီမှာစင်ကြီးယုံနေသူလည်းယုံနေတာပဲရလားမရဘူးဒါပေမဲ့အာဇာနည်စင်ဆိုတော့အသိဉာဏ်တော်ရှိတော့ဆက်ယုံရင် तू စုံစုံမြုပ်တော့မယ်နှမောင်းလေးနဲ့မျက်စိလေးပဲကြံတော့တယ် तू သိတယ်ဒီတော့အော်တယ်အဲ့တော့အာဇာနည်စင်မင်းရဲ့အော်သံကိုကြားတော့အနီးနားကတိတဲ့ပုံကိုယ်တွေတန်ရောစဉ်ရှိတဲ့ပုံကိုယ်တွေဝိုင်းလာကြပြီးဟာစင်ကြီးနုံနစ်နေတယ်ဆိုအဲ့ဒီသတင်းကိုတဖြည်းဖြည်းအစစ်စစ်သတင်းပို့လိုက်တာရှင်ပြည့်စီရောက်သွားတယ်ပျောက်သွားတော့ဘယင်ကဒါသူ့ရဲ့တိုက်ပွဲဝင်ရဲဘော်ရဲပဲမိတ်ဆွေကြီးငါအတွက်အာဇာနည်ကြီးအဆုံးရှုံးမခံနိုင်ဘူးဟေ့ဆင်းဆရာတွေတွားအဆင်ကဲကြီးဆိုပြီးတော့ရှင်ဘိရင်အမိတ်နဲ့တွားလိုက်တယ်ကျန်တဲ့မင်္ဂလာစင်တော်တွေနဲ့ကျိုးနဲ့ဆွဲထုတ်မထွက်ဘူးနှုံကတော်တော်နစ်နေပြီယုံဆွဲလို့မရတော့အဲ့ဒီမှာပညာရှိအမှတ်တယောက်ကပါဝေယကအကြောင်းကိုကောင်းကောင်းသိတဲ့စင်တိတ်အခုတော့သူကအမတ်ဖြစ်နေတာပေါ့အာကိစ္စမရှိဘူးတဲ့မင်းတို့အဲ့ဒီကြိုးတွေချီပြီးဆွဲတာလဲဆွဲဖို့ကွာခဏလေးမင်းတို့ခဏဆောင်ဆိုပြီးတော့ဒီအာဇာနည်စင်မင်းကြီးရဲ့အထာကိုသိတယ်စင်ဦးစီးကနေပြီးတော့တခါလေအရေးပေါ်အစီအစဉ်တွေဆွဲဘာလို့တလဲဆိုတော့စစ်တိုက်ထွက်တဲ့အစဉ်အပြင်တိုင်းချက်ချင်းအခမ်းအနားကြီးပြင်လိုက်ပြီးတော့မှစစ်စီစစ်မောင်စစ်ခရာတွေတပြိုင်တည်းတီးခိုင်းဟုတ်ပြီနော်ဒီစင်ကြီးကငယ်စဉ်ကသူဘာလုပ်နေကြလဲတိုက်ပွဲဝင်နေကြအဲစိတ်ကလေးခဏပြေးပြေးလိုက်တိုက်ပွဲဝင်နေကြကျုပ်ကလည်းစကားပြောကုန်ပြောချင်တာနော်ဘာလုပ်နေကြရန်သူတွေကိုဘာလုပ်နေကြတိုက်နေကြအဲ့တိုက်နေကြပုံကိုဆိုတော့တိုက်ပွဲတန်လဲကြားရောနော်တခါတည်းစီတန်နေခရတန်နေတပြိုင်နဲ့အုံကြွထအောင်လဲတီးပြီးတော့ဆွဲတဲ့မင်္ဂလာစင်ကြီးတွေကလည်းရှေ့ကအပေါ်ကအာဇာနည်စင်ကြီးတွေကလည်းဆွဲအောက်ကပါဝေရင်ကစင်ကဒီအတန်နဲ့တူငါအလုံးလုံးရတော့မယ်ငါချိန်ကြလာပြီဆိုပြီးတော့ဇက်ခနဲ့ထယုံလိုက်တာချက်ချင်းဒီနုံနေရပါဖြစ်သွားစီတန်ကြားတာနဲ့ဘာဖြစ်တော့လွတ်အောင်ယုံပလိုက်အဲ့ဒီမှာသူ့ရဲ့ကြံရှိနေတဲ့ကာယအားဉာဏ်နာအား
စိတ်ဓာတ်အားတွေနဲ့အချိန်မီယုံလိုက်တော့နွန်တွေကမိကြပါဦးမလားဟမ်စီတန်ခရာတန်ကိုကြားပါလားခင်ဗျားတို့ရှိရခေါင်းပြူကြီးတွေကြီးလိုက်အဲ့ဒါစီတန်တီးနေတာသဘောပါလားမသားတွေရောပို့ဘူးလားအဲ့ဒါမောင်းတန်ပေးနေပြီရှင်းသလားမင်းတို့အတွက်အချိန်တန်နေပြီတဲ့ယုံညတော့တဲ့သဘောပါရဲ့လားအဲ့တော့သာသနာတွင်သားပိသခြင်းရင်ဒီနွန်တွေကလွတ်အောင်ယုံနိုင်မှခင်ဗျားတို့ဒီသာသနာတွင်သားလို့ပြောလို့အဲ့တော့စီတန်ခရာတန်တော့ဘာဖြစ်တော့ကြားနေပြီအခုလဲကျုပ်ကအစွမ်းကုန်တီးထားခဲ့ပြီဒီထဲမှာခင်ဗျားတို့မိအောင်မယုံရင်တော့ကျုပ်နဲ့မဆိုင်တော့ရှင်းလားဘာဝေယကကြီးတော့အဲ့ဒီမှာဇေတဝန်ကျောင်းတော်ထဲမှာကောသာဝတိတစ်မြို့လုံးကောအုံအုံကြွကြွအိုးအံ့ဩစရာကောင်းလိုက်တာခေါင်းပဲကြံတော့တယ်တကိုယ်လုံးမြုပ်နေတာဘာဝေယကဘယ်လိုမှမလုံနိုင်တော့ဘူးဆင်အိုကြီးဟုတ်တယ်နော်ဘာတွေအိုးနေတာလဲကာယဗလားညာနာဗလားစိတ်ဓာဗလားပြန်ပြောလားခန္ဓာကိုယ်ကရောငယ်တုန်းကလို့အာအင်ရှိသေးရဲ့လားဉာဏ်တွေရောထက်သေးရဲ့လားစိတ်ဓာတ်ခွန်အားတွေရောရှိသေးရဲ့လားအဲ့ဒီချိန်ဟာအရာရာကြရှုံးပြီအဲ့ဒီချိန်မှနွန်တွေကယုံဖို့ဆိုတာလွယ်သေးလားအခုနွန်တွေကမယုံနိုင်ဘေးကဆွဲတင်တာတောင်မရတော့သူ့အကြောင်းသိတဲ့အမတ်ကသူ့ရဲ့ဘာတွေနှိုးပေးလိုက်တာအေးခုနကကာယအားဘလောက်အိုအိုတက်ဆောင်အားရှိတယ်အဲ့ဒီတက်ဆောင်အားနဲ့အစွမ်းကုန်ယုံနိုင်အောင်သူ့ရဲ့စိတ်ဓာတ်ခွန်အားကိုနှိုးပေးလိုက်တယ်ဉာဏ်ခွန်အားကိုနှိုးပေးလိုက်တယ်မင်းတို့အချိန်ကြပြီမင်းသခင်တို့အမှုထားရမယ်မင်းဒီနုံကဝရောအောင်ယုံပြီးတော့ဒီတိုက်ပွဲဝင်ရတော့မယ်လို့သူ့ကိုနှိုးပြီးအသံပေးလိုက်တော့တခါတဲ့အမတန်ကြီးကျယ်တဲ့ခောပနီဓာတ်ကြီးကိုခေါင်းဆောင်ရမယ်ခေါင်းဆောင်ခဲ့တဲ့ခေါင်းဆောင်ပြီးအာဇာနီပြီးသူ့ရဲ့အိုမင်းနေတဲ့ကာယညာဏစိတ်ဓာတ်အားတွေကိုစီတန်နဲ့နှိုးပေးလိုက်တော့လွတ်အောင်ယုံသွားတယ်အဲ့ဒီအကြောင်းကိုသာဝတိတစ်မျိုးလုံးယဟန်တော်တွေဇေတဝန်ကျောင်းတော်ကယဟန်တော်တွေအသီးသီးပြောလို့မကုန်ဘူးအိုးဟေးအံ့ဩစရာကြီးဒီနေ့ပါဝေယကလွတ်တဲ့ပွဲကတော့ဖြင့်အမခွမ်းမဲ့ကွာပြောနေတော့အဲ့ဒီအချိန်မြတ်စွာဘုရားကဓမ္မသဘင်ရောက်လာတယ်ချစ်သားတို့မင်းတို့ဘာအကြောင်းပြောနေကြတာလဲဒီလိုပါပဲဘုရားဆိုပြီးတော့ပါဝေယကရဲ့လွတ်ကြောင်းအောင်ခြင်းမင်္ဂလာအကြောင်းကိုပြောနေတော့မှအေးတဲ့အဟိတ်တလိษံလို့မင်းတို့သတ်မှတ်ထားတဲ့အဲ့ဒီပါဝေယကလို့ဆင်ကြီးတောင်မှတိုက်ပွဲခေါ်သံကြားရင်အာဇာနည်ပြီးတာဝန်ကြေအောင်အစွမ်းကုန်ယုံထွက်တော့ဘယ်ထဲကထွက်သွားတော့အခုမင်းတို့တွေငါရဲ့ဒကာဒကမတွေအားလုံးတဲ့နေ့စဉ်နဲ့မြအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ခရာသံပင်သံစီသံတွေကြားမနေရဘူးလားမြင်မနေရဘူးလားအဲ့ဒါကိုအပမတရထောဟောတသစိတ်တမနုရက္ခထဒုက္ခဥဒ္ဒရဒဌာနံပင်ကေတန်တော်ဝကုံစရောသတိမမေ့ကြကုန်ပဲနဲ့ကိုယ်စိတ်ကိုကောင်းစွာထိန်းချောင်းပြီးတော့နွန်နေရနေပါလို့ယုံညာတဲ့ဆင်ပြောင်ကြီးဟာကိုပဲသူများထုတ်သွားတာသူကိုယ်သူထုတ်သွားတာသူကိုယ်သူဘာအားနဲ့ထုတ်သွားတာခုနကစိတ်ဓာတ်ခွန်အားတွေနဲ့ကာယအာညာဏအားစိတ်ဓာတ်အားတွေနဲ့လွတ်အောင်ယုံမသွားဘူးလားကုံစရာဆိုတဲ့အဲ့ဒီအာဇာနည်ဆင်ပြောင်ကြီးဟာတိုက်ပွဲခေါ်တန်ကြားလိုက်တာနဲ့သူကိုယ်သူခွန်အားတွေနဲ့အပြည့်အဝမလွတ်နိုင်ဘူးလို့ထင်တဲ့နွန်ထဲကတောင်ရအောင်ယုံနိုင်ရင်
မင်းတို့ဒီကိလေသာနော်ငါလွတ်အောင်ရှင်းသလားဟဲ့အဲ့တော့တိရစ္ဆာန်တောင်လွတ်သေးရင်ရှင်းနိုင်ကြလားအဲ့တော့အခုဒီဘဝမှာဒီသာသနာနဲ့တွေ့လို့မှဒီနော်ငါမလွတ်ရင်ခင်ဗျားတို့အဲ့ဒီတိရစ္ဆာန်လောက်တောင်အသိဉာဏ်ရှင်းနိုင်ကြလားဒါဖြင့်မိမိရောရောပေါ်ပေါ်ဆဆနေကြမလားမမိတ်မလျော့ယုံကြမလားနေတိုင်းခင်ဗျားတို့တိုက်ပွဲခေါ်သံနေနဲ့ကြားရမကြားရအိုသံနာသံသေသံနေကြားမနေရဘူးလားကိုတော့အမြဲအမှတ်သတိပေးမနေဘူးလားအဲ့တော့အပမန္တရတော်မမိတ်မလျော့ပဲနဲ့ဘသူစိတ်ဘသူထိမ့်မလဲအဲ့တော့ကိလေသာဆိုတာစိတ်မှာပဲကိန်းနေတာအဲ့တော့ဒီစိတ်ကိုထိန်းကျောင်းပြီးတော့ခင်ဗျားတို့လွတ်အောင်ယုံမယ်ဆိုရင်ဒီတန်တရားကလွတ်နိုင်မလွတ်နိုင်အဲ့တော့အခုခင်ဗျားတို့ဒီလွတ်မြောက်နေတဲ့ပုဂ္ဂိုလ်တွေလားနော်နစ်နေတဲ့ပုဂ္ဂိုလ်တွေလားဘယ်နော်နဲ့နစ်နေတာလဲအဲ့တော့ဒီရရှိကိလေသာခိုင်းတာလုံးမလားဉာဏ်ခိုင်းတာလုံးမလားအသိမဥခင်ဉာဏ်ဥအောင်ဆိုတာအဲ့ဒါခင်ဗျားတို့ကိလေသာနော်နဲ့လွတ်အောင်ယုံခိုင်းနေတာကျင့်တတ်ကြလားဒါဖြင့်တတိထားဝရိယဆိုင်ပညာနဲ့ကြည်ပြန်ပြောလောဘဒေါသမောဟတဏမာနဒိဋ္ဌိဆိုတဲ့နွန်ထဲမှာနစ်နေတယ်အဲ့တော့နွန်ထဲနစ်နေခြင်းသည်အောင်မြင်သောဘဝလားကြာရှုံးသောဘဝလားအဲ့တော့ကြာရှုံးတဲ့ဘဝနဲ့လောကကြီးကိုအရှုံးပေးသွားကြမလားလွတ်အောင်ယုံမလားလွတ်လန်းရှိမရှိလွတ်နိုင်မလွတ်နိုင်အချိန်မီသေးရဲ့လားအဲ့တော့ကိုစီတံပေးပြီးယုံကြစို့ကဲဒါဖြင့်တတိထားအဲ့တော့တတန်တရားလုံးမှာတော့ဆင်းရဲချောင်းနဲ့ဆင်းရဲကျိုးနဲ့တစ္ဆာနှစ်ပါးနဲ့နေခဲ့လို့တန်တရားပါဖြစ်တယ်လဲရင်တဖြည်းဖြည်းမြုပ်လာခဲ့ပြီအဲ့တော့အခုတရားရှိမေဃဆိုတဲ့လမ်းမတော်ကြီးရှိမရှိအဲ့ဒီလမ်းနဲ့ဆိုရင်ဒီနွန်တွေကအဲ့တော့လွတ်မြောက်ရာပါလေအဲ့တော့နိဗ္ဗာန်ဆိုတဲ့ထွက်မြောက်ရာကြီးကုန်းထက်နဲ့တူတဲ့နိဗ္ဗာန်တောင်ကမ်းကြီးရှိမရှိရှိမှန်းသိရတဲ့နွန်ထဲမှာပဲအိတ်နေကြမလားလွတ်အောင်ယုံကြမလားဒါဖြင့်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုကြည့်ကိုကြည့်ခန္ဓာဘယ်နှပါအချင်းချုပ်ရင်ယုတ်တရားနဲ့ယုံနာအလုံးကဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကသောဘဒေါသမောဟမာနတွေလာအောင်မလားသိတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်ကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိတ်မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလာဝရိယလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ခင်ဒီကိလေသာနွန်တွင်းကအလွတ်ယုံနိုင်တဲ့သာသနာတွင်သားအစ်စ်တွေဖြစ်အောင်ကြိုးစားကြလို့တိုက်တွန်းရင်းနဲ့နားကြစို့ကဲအလုံးတို့တွေဒီဘဝဒီခန္ဓာဘယ်ထဲရောက်နေလဲနွန်ထဲရောက်ရင်တို့ဘာလုပ်ကြရမလဲဘယ်တော့ယုံဘယ်တော့စခုကစရင်မကောင်းဘူးလားကဲ15မိနစ်နွန်ထဲယုံရအောင်တရားထိုင်မယ်တရားအထုတ်မယ်အရိယာဘုတ်ပြင်မှာဝိပဿနာအလုပ်တွေနဲ့နွန်တွင်းကထွက်ရအောင်ဟေးတင်မလင်ခွေထိုင်ဒုတုတ်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမထခေါင်းမမထလက်ဖွာနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထားတင်မလင်ခွေထိုင်ဒုတုတ်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမထခေါင်းမမထလက်ဖွာနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထားမယ်အရိယာဘုစိတ်တိုင်းကြရင်မျက်လွှာလေးချနာသီစုံမသရိကလေးဖြည်းဖြည်းမှန်မှန်ရှုမယ်ဖြည်းဖြည်းမှန်မှန်ပြန်ထုတ်မယ်ဝရှုမယ်ဝထုတ်မယ်စိတ်မပြန့်လွင့်ပါစေနဲ့ဒီ15မိနစ်အတွင်းမှာကိလေသာလက်အောက်ကလွတ်နေပါစေကိလေသာခိုင်းတဲ့နောက်မလိုက်ပါနဲ့ကိုယ်အသိဉာဏ်လေးနဲ့တူသားရေးသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးကိစ္စအားလုံးကိုလစ်လျူရှုပြီးတော့ခန္ဓာသဘောအရှိနဲ့ဉာဏ်အသိနဲ့ကြိုက်အောင်ကြိုးစားရအောင်သတိလည်းမလွတ်ပါစေနဲ့
တတိကထားပါတတိလည်းမလွတ်ပါစေနဲ့စိတ်မပြန့်လွင့်ပါစေနဲ့မတွေ့ပါစေနဲ့ဒီချိန်ကလေးတွင်မှာမိမိတို့တတန်တရားလုံးနှိမ့်မွန်းခဲ့တဲ့ကိလေသာလက်အောက်ကလွတ်အောင်အပမဒရတောဟောထသစိတ်တမနုရခတာတတိမမေ့ကြကုန်ပဲနဲ့ကိုယ်စိတ်ကိုထိမ့်သိမ့်ကြစမ်းပါဒုက္ခဥဒ္ဒရဒဋ္ဌာနံပင်ကေတန္တောဝဂုံစရောနွန်ထဲကဆင်မြောင်ကြီးဟာကိုထုတ်ဆောင်နိုင်တယ်လို့မင်းတို့ကိလေသာနွန်တွင်းကထွက်ကြတဲ့မြတ်စွာဘုရားကအဲ့ဒီဒေသနာအဆုံးမှာများစွာသောယဟန်ရှင်လူတွေသောတာပန်တည်ကြတယ်သန္တရာနွန်တွင်းကလွတ်ကြတယ်အမတမပြောင်မြောက်တဲ့တရားတစ်ပုဒ်ဖြစ်ပါတယ်မမိတ်မလျော့ဘဲနဲ့ကိုယ်စိတ်ကိုထိန်းချောင်းကြစမ်းပါတဲ့အမတမနဲ့တဲ့နွန်တွင်းတွေကနေဆင်မြောင်ကြီးဟာကိုထုတ်ဆောင်သွားသလိုမင်းတို့လည်းဒီနွန်တွေကလွတ်အောင်ယုံကြမြတ်စွာဘုရားကပါဝေယကဆိုတဲ့ဂေါသလမင်းရဲ့မင်္ဂလာဆင်တော်ကြီးနဲ့နိုင်ရှင်ပြီးတော့သူတပည့်သားသာဝကတွေကိုတရားဓမ္မဟောဖို့ညွှန်ကြားပြသခဲ့တဲ့အတွက်မြတ်စွာဘုရားအဆုံးအမနဲ့အတူကိလေသာနွန်တွင်းကယုံထွက်ကြတဲ့တတ္တဝါတွေများစွာကျွတ်တန်းဝင်သွားခဲ့ကြပါပြီတို့တွေလည်းတိုက်ပွဲခေါ်သံလို့ပြောတဲ့စီသံမောင်းသံခရာသံစီသံတွေမြည်ဟိနေပြီကိုယ်ဘေးမှာကြည့်လိုက်စမ်းခေါင်းဖြူဆွဲကြိုးခါကိုင်းနားထိုင်းနဲ့အိုမင်းရင့်ရော်မှုတွေမမြင်ခြင်းမှအစိုးအိယာဖျာကလဲပြီးတော့မှကင်ဆာပါနှလုံးယောဂပါသွေးတိုးယောဂပါကြောက်ကပ်ပါစီကြိုပါသွေးတိုးပါအသေးပါနဲ့တလူတလိမ့်လိမ့်သေပွဲဝင်ဖို့သေအံဆဲဆဲလူမမာတွေခရာသံတွေလဲကြားနေရပြီမမြင်ခြင်းမကြားခြင်းမှအစိုးမရဏလက်တွင်သက်ဆင်းသွားရလို့ပခုံးထံကားပေါ်တင်ပြီးတော့ရက်တောင်လေးတွေကိုစီနဲ့လိုက်ပုတ်လိုက်ရတဲ့မသားတွေလည်းမနှဲတော့ဘူးဘင်းသံတွေလည်းကြားလာပြီတိုက်ပွဲဝင်နေကြဆင်ကြီးကတိုက်ပွဲခွန်သံကြားတော့အမတန်နဲ့တဲ့နွန်တွေကလွတ်အောင်ယုံသွားသဟေတဲ့ဒီတိရိစ္ဆာန်ဖြစ်တဲ့ဆင်ကြီးတောင်နွန်တွေကနေသူကိုယ်သူမမိတ်မလျော့ထုတ်ဆောင်နိုင်သေးရင်ဒုဒကဓမ္မတွေလဲအသိဉာဏ်မြင့်မားတဲ့လူသားတွေပြီးဟောရိသာသနာနဲ့ကြုံလို့တန်တရားနွန်ဩဃတွင်ကထွက်မြောက်ရာလမ်းကိုပြနိုင်တဲ့ဗုဒ္ဓအဆုံးအမတွေရှိတော့မှာကိုယ်အကြောင်းကိုသိပြီးတော့လွတ်အောင်ယုံကြဒီနေ့ဒီရွတ်ချွန်ဘာလို့မယုံသေးတာလဲဆိုတော့ကိုယ်ဘဝရဲ့အဖြစ်မှန်ကိုတကယ်မသိကြသေးလို့ပါဟိုဆင်ကြီးကသိတယ်တဲ့အာဇာနည်ဆင်ကြီးဒီနုံတွေကငါမယုံရင်ထွက်တော့မှာမဟုတ်ဘူးလွတ်တော့မှာမဟုတ်ဘူး
ဟိုကကြိုးတွေဆိုင်ပြီးတော့တခြားဆင်တွေဆွဲတယ်ဒါပေမဲ့သူ့လောက်အားကြီးတဲ့ကောင်မရှိတော့သူ့ဆွဲမတင်နိုင်ဘူးဒီတော့ဆရာကောင်းကလမ်းပြပြီးတော့စီသံမောင်းသံပေးလိုက်တယ်အခုလည်းမြတ်စွာဘုရားတည်ဟူသောဥစဉ်တို့သူတော်ကောင်းတို့အတွက်အနိုင်မဲ့သောအတုမရှိဆရာကောင်းကမောင်းသံစီသံခရာသံနေပေးခဲ့ပြီးဒီချိန်တို့လွတ်အောင်ယုံကြစို့ဒီကိလေသာနွန်ထဲမှာလောဘခိုင်းသမျှဒေါသခိုင်းသမျှလောဘခိုင်းသမျှလှုပ်ခဲ့လို့ပိဋ္ဌာဘဝတွေလည်းအချိန်ချင်းရောက်ခဲ့ပြီးဒေါသခိုင်းသမျှလှုပ်ခဲ့လို့ငရဲမှာလည်းအချိန်ချင်းတဲအိုးထဲမှာမြုပ်ချီပေါ်ကြီးစုံကြီးဆန်းကြီးအချိန်ချင်းခံစားခဲ့ရပြီးတိရိစ္ဆာန်ဘဝနဲ့အချိန်ချင်းငါတို့သေခဲ့ကြရပြီးပြီသူများခရွင်းမှာအစားခံခဲ့ကြရပြီးပြီတို့တရားဓမ္မတွေသတိထားစမ်းပါနေ့စဉ်ခမည်းတော်ပါဇက်ထဲကိုဝင်နေတဲ့သားတွေငါးတွေလိုပဲခန္ဓာနဲ့အကျွေးတွေအချိန်ချင်းဆက်ခဲ့ကြရပြီးပြီနောက်ထပ်သူများခရွင်းထဲမှာဘယ်နှဘဝသိကျင်သေးသလဲနောက်တစ်ပတ်ခေါင်းတွေပြောင်းပြီးတော့ဂျိုးတွေအမိတွေတက်ချင်ကြသေးသလားကိုမေးပါဒီကိလေသာခိုင်းသမျှသာလုံနေရင်ဟောဒီ32ဘုံထဲမှာကရွတ်ကင်းလျှောက်သလိုဘယ်သောအခါမှခမည်းတော်လွတ်နိုင်မှာမဟုတ်ဘူးအဲ့တော့သာသနာတွင်အလှပိသအောင်သာသနာတွင်တရားသစ္စာစိုက်ဖို့အတွက်သမုဒိယလုံတိုင်းဒုက္ခရောက်နေသမို့မက်ကလုံမနိရောဓမျက်မှောက်ပြုနိုင်မယ်လွတ်မြောက်နိုင်မယ်ကိုဘဝနွန်တွင်းမှာကိုနစ်နေတာကိုသိပြီးတော့အဟိတလိษံဖြစ်တဲ့စင်တောင်သူ့နွန်တဲကသူလွတ်အောင်ယုံနိုင်တယ်တဲ့မင်းတို့မမိတ်မလျော့ကိုယ်စိတ်ကိုထိန်ချောင်းပြီးတော့လွတ်အောင်ယုံကြပါလို့မြတ်စွာဘုရားကကြီးမားစွာသတိပေးခဲ့ပါပြီပြင်းထန်စွာသတိပေးခဲ့ပါပြီအဲ့တော့တို့တရားဓမ္မတွေသစ္စာတရားကိုကြားနာရတဲ့ဒီဘဝမှန်မှအဖြစ်မှန်ကိုသိပြီးလွတ်အောင်မယုံနိုင်ရင်နောင်တို့တန်တရားဘလောက်ရှည်အောင်မှလဲသူများအတွက်အစာအဖြစ်ဘဏ္ဍဘဝသိပေးကြရအောင်မှလဲအရှင်လတ်လတ်ကြိုက်တတ်ဖြတ်စားတော့ခံရတဲ့ဘဝတွေဒေဝရဲမှာကြော်ကင်ပြီးတော့မိဖို့ဘောအကင်ခံစားခဲ့ရတဲ့ဘဝတွေအစားခံခဲ့ရတဲ့ဘဝတွေမရည်နိုင်တော့ဘူးဒါကြောင့်တို့တရားဓမ္မတွေမမေ့ကြပါနဲ့တဲ့မြတ်စွာဘုရားကအပမတရထောမမေ့မလျော့ဘဲနဲ့ကိုယ်စိတ်ကိုထိန်ချောင်ပြီးတော့ဆင်ပြောင်ကြီးကနွန်တွင်းကယုံထွက်သလိုမင်းတို့ကိလေသာတွေကယုံကြတဲ့မြတ်စွာဘုရားကအဲ့တော့ဒီခိန်လေးမှာကိုယ်စိတ်မှာလောဘဒေါသမောဟတဏမာနဒိဋ္ဌိမဝင်စေဘဲနဲ့ခန္ဓာအရှိယုံ nant ဖြစ်ပြတဲ့ဉာဏ်အသိကြိုက်အောင်ကြိုးစားသတိလက်မလွတ်ပါစေနဲ့